7 နဲ့၎င်းဒါနေစွန်ကျက်ပေကံလူရန်ချင်းလို့ဆိုတဲ့ဒါနာမှုနဲ့၎င်းတေတေဤမနောစိတ်တွေရမတေမွေးလျော်ပျော်ပိုက်နှိမ့်ချိုက်ပါဤလုံးကျမ်းမာကြောင့်ချမ်းသာကြောင့်မေးပြီးတဲ့နောက်မှာအရေးကြီးတဲ့မိကုန်းတွေမေးလိုက်တာအယက်မတော့ထားမှန်ပါရဲ့လားအယက်ကိုရှောင်ကျင်တာကောမှန်ပါရဲ့လားအယက်မကြိုက်တာမှန်ပါရဲ့လားမှန်သောစကားကိုဆိုခြင်းမင်းချင်းတရား၌ကျင့်သုံးခြင်းစွန်ကျက်ပေကံချင်းလို့ဆိုတဲ့ဒါနတရား၌မွေးလျော်ပျော်ပိုက်နှိမ့်ချိုက်ခြင်းများရှိပါရဲ့လားလို့ဒီလိုမေးလိုက်တဲ့အခါကျတော့အမိဇဘောအဟန္တာတဖြစ်တာခမည်းတော်မင်းတရားအယက်မတော့ပါဘူးကွယ်တဲ့အယက်မတော့ပါဘူးအထောတေသူရမပိယံအယက်လည်းပဲမကြိုက်ပါဘူးတဲ့အထောတေအထောဓမေသတိစေသဒါနေမေရမတိမနောခမည်းတော်မင်းတရားရဲ့စိတ်မှာသစ္စာတရားပေါ်မှာလည်းမွေးလျော်ပါတယ်မင်းချင်းတရားပေါ်မှာလည်းမွေးလျော်ပါတယ်စွန်ကြပေကံလူရန်ချင်းလို့ဆိုတဲ့ဒါနတရားပေါ်မှာလည်းမွေးလျော်ပြောပိုင်းနှိမ့်ချိုင်မှုရှိပါတယ်ဒုတိယမေခွန်းတွေကိုဖြေလိုက်ရတယ်နော်တခါဒုတိယမေခွန်းမေးပြီးတော့တတိယမေခွန်းတစ်ခါဆက်ပြီးတော့မေးပြန်တယ်ကိစီယရောဂံယောဂံတိကိစီဝေတိဝါနံကိစီတိပြရေယောနာတိတရိရတုပဒပနာကိစီအတုနိတေတိဤယောဂံကျွဲနွားအပေါင်းသည်အာရောဂံယောဂဝေဒနာကင်းပါ၏လောအရှင်မင်းတရားကြီးလေယာလုပ်ငန်းတွေကိုလုပ်ကိုင်ဆောင်ရွက်နေတဲ့အရှင်မင်းတရားကြီးရဲ့ကျွဲနွားတွေရောယောဂဝေဒနာကင်းပါရဲ့လားတိုင်းပြည်တစ်ခုဟာလေယာလုပ်ငန်းနဲ့ကင်းပြီးတော့နေလို့မဖြစ်နိုင်ဘူးနော်ရှင်းတော့ဘယင်မင်းတရားကြီးကလည်းပဲလှုပ်ရှားကြိုးစားတွေဖြောင်ပြအောင်လို့သိနန်းတွေအထွတ်တို့အောင်လို့ဆိုပြီးတော့လေတော်မင်္ဂလာများပြုကြရပါလေအဲဒီတော့ဘယင်မင်းတရားကြီးရဲ့နိုင်ငံမှာကျွဲတွေနွားတွေကျမ်းမာပါရဲ့လားလို့ဒီမေကွန်မေးတာဟာလှုပ်ရှားကြိုးစားဆိုင်ရည်တစ်ပါးပေါ်များဖို့အရေးမှာကျွဲနွားမရှိလို့ဖြစ်ပါမလားရှေးခေတ်ကတော့ခုခေတ်ကတော့ဟောလာထွန်သက်တွေရှိနေတယ်နော်ရှေးကတော့ကျွဲတွေနွားတွေအားကိုးပြီးတော့နေရတာဆိုတော့ကျွဲတွေနွားတွေကျမ်းမာပါရဲ့လားလို့လည်းပဲအရေးကြီးတဲ့မေကွန်တစ်ခုအနေနဲ့မေးခဲ့ပါတယ်ဝါယနံဆင်မြင့်စားတဲ့ယင်ဒီကိစ္စယတုဗာနိဝါယနံဆင်မြင့်စားတဲ့ယင်ဒီဝဟတိရွတ်ဆောင်နိုင်ပါ၏လောဘယင်မင်းတရားရဲ့စီတော်ရင်အဖြစ်အသုံးပြုနေတဲ့ဆင်နေမြင့်တွေကရောကြံကြံမမရှိလို့တွားနိုင်လာနိုင်ရှိကြပါရဲ့လားလို့ဒီလိုမေးကိစ္စယတုဗာနိတရိရသခန္ဓာကိုယ်ဥပဒဗနာပူလောင်နှိစ္စတကုံသောဗျာရေယောပိအနာယောဂတို့သည်နတ္တိမရှိသည်မှန်ကြပါကုန်၏လောအရှင်မင်းတရားကြီးမှာခန္ဓာကိုယ်မှာကပ်ပြီးတော့နှိစ္စနိုင်တဲ့ယောဂဝေဒနာတွေမရှိတာကောမှန်ပါရဲ့လားလို့ဒီမေကုန်းကိုမေးလိုက်တဲ့အခါမှာလည်းပဲအထောအာရောဂယောဂမေအထောဝေတိဝါနံအထောမေပြရေယောနာတိတရိရတုပတပနာจิตတိမိယကုမာရဘာယမင်းတရားငါမင်းတရားရဲ့နိုင်ငံမှာကျွန်တော်ရဲ့နိုင်ငံမှာကျွဲရီနွားရီအားလည်းပဲယောဂဝေဒနာတွေကင်းကြပါတယ်ဆင်းဒီမြင်းနေဆိုတဲ့ယင်တွေအားလည်းပဲရွတ်ဆောင်နိုင်ကြပါတယ်ငါမှလည်းပဲခန္ဓာကိုယ်စက္ကန့်နေတဲ့ယောဂဝေဒနာတွေခန္ဓာကိုယ်နှိစ္စတတ်တဲ့ယောဂဝေဒနာတွေလည်းပဲကင်းရှင်းပါတယ်လို့ဒီမေကုံကိုလည်းပဲဒီလိုဖြေလိုက်ရတယ်နော်နောက်တစ်ခါသတုဒ္ဓမေကုံအနေနဲ့ကိစီတရားတာဖိတာသာမစ္စေသဗေလတဝကုဋ္ဌကရိသကောသင်္စကိစီတေပတိတန္တတံဘယ်နဲ့လဲခမည်းတော်မင်းတရားကြီးတဲ့ခမည်းတော်မင်းတရားကြီးရဲ့တိုင်းဇောပြည်ပနေကြဒေသဝေလံလျရဒေသတွေမှာရှိတဲ့မြို့တွေရွာတွေဟာတာယာဝပြောမှုရှိပါရဲ့လားတခါတလေကျတော့မြို့တော်နဲ့ဝေးကွာနေတဲ့ကျေးရွာဇဏဘုတ်တွေမှာတပုံတကန်နေထလို့မငြိမ်မသက်ဖြစ်နေတတ်ပါတယ်အရှင်မင်းတရားကြီးရဲ့နိုင်ငံမှာမြို့တော်နဲ့ဝေးကွာတဲ့ကျေးရွာဒေသတွေမှာတာယာဝပြောမှုရှိပါရဲ့လားတပုံရံနေကြီးအေးပါရဲ့လားလို့မေးတယ်နော်မစ္စေသဗေလတဝတိုင်းတော်ပြည်တော်ရဲ့အလယ်မှာလည်းပဲလူနေထူတတ်မှုရှိပါရဲ့လားမြို့ရွာတွေစီပင်ပါရဲ့လားကုဋ္ဌကရိသကောသင်္စာကိစိတေပတိသန္တံအရှင်မင်းတရားကြီးရဲ့ကြီးကြဗန္ဓာတိုက်တရားလည်းပဲပြည်မြဲပြည့်ပြီးတော့နေပါရဲ့လားတိုင်းပြည်သားယာဝပြောမှုနဲ့ပတ်သက်ပြီးတော့ဒီမေကွန်မေးလိုက်တယ်အဲလိုမေးမြန်းလိုက်တဲ့အခါကျတော့အထောအန္တာသမေဘိတာမစ္စေသဗေလမမကုဋ္ဌကရိသကောသင်္စာသဗ္ဗမေပတိတန္တံจิตတိမိယကုမာရငါမင်းတရားကြီးရဲ့နိုင်ငံဝေလန်းတဲ့အရာဒေသမှာရှိတဲ့ဇဏဘုတ်တရားတာယာဝပြောမှုရှိကြပါတယ်ငြိမ်းချမ်းကြပါတယ်တပုံတကန်တွေလည်းပဲကင်းကြပါတယ်တိုင်းပြည်အလယ်မှာလည်းပဲအလယ်ပိုင်းဒေသတွေမှာလည်းပဲတာယာဝပြောမှုရှိပါတယ်မြို့ရွာတွေလည်းပဲစီကားပြီးတော့နေကြပါတယ်ငါမင်းတရားကြီးရဲ့ဇဘာကြီးကြဗန္ဓာတိုက်တရားလည်းပဲပြည်လျံပြည်တက္ကလာနေပါတယ်လို့
အလောင်းတော်တိမိယကုမာရမင်းသားရဲ့အမေကိုခမည်းတော်မင်းတရားကြီးကဖြေချလိုက်တာသားဖနှစ်ယောက်နှုတ်ဆက်စကားပြောနေလိုက်ကြတာနော်အဲဒါလိုနှုတ်ဆက်စကားပြောပြီးတဲ့အခါကျတော့သွားကတံတိမဟာရဇအထောတေတုရကတံမဟာရဇအိုးမြတ်သောမင်းတရားကြီးတေသင်မင်းတရားကြီးတေသင်မင်းတရားကြီးဟာသွားကတံကောင်းသောလာခြင်းပါပဲဒီကျူးဆိုပါတယ်ဆိုတဲ့အတိတ်ပဲပြောတာသွားကတံတိမဟာရဇသင်မင်းတရားကြီးရဲ့လာခြင်းဒီကောင်းသောလာခြင်းဖြစ်ပါတယ်တဲ့သူအာဂတကောင်းသောလာခြင်းအထောတို့ပြတုရကတံအလွန်တရားမှာကောင်းတဲ့လာခြင်းလည်းဖြစ်ပါပေတဲ့ရှင်မင်းတရားကြီးဒီရောက်လာတာဟာကောင်းသောလာခြင်းပါတဲ့အကျိုးရှိတဲ့လာခြင်းပါအကျိုးမရှိတဲ့လာခြင်းမဟုတ်ပါဘူးရောက်လာတဲ့အခါတခါတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာတို့ဟုတ်လားဘေးကအန္တရာယ်ကြုံတာတို့အဲ့ဒါလိုလာနီးကားကြတော့ကောင်းတဲ့လာခြင်းမဟုတ်ဘူးနော်အန္တရာယ်ပြုဖို့လာတာမျိုးလည်းပဲကောင်းတဲ့လာခြင်းမဟုတ်ဘူးအန္တရာယ်အပြုခံရတဲ့အခါမှာလည်းပဲကောင်းတဲ့လာခြင်းမျိုးမဟုတ်ဘူးအခုဒီဒေမယကုမာရအသေးလေးအသင်္ကန်းကျောင်းသို့ရောက်လာတာဟာတော့ကောင်းသောလာခြင်းပါပဲအကျိုးရှိတဲ့လာခြင်းပါပဲဘာကတံနေမဟာရဇာထောတိဒုဒကတံကျွန်ုပ်ထံမှာရောက်လာတာအင်မတန်မှကောင်းသောလာခြင်းဖြစ်ပါတယ်ပဋိတဝိတုပံလင်္ကံနိယတိပဋိတဝိတုပံလင်္ကံယထာရဇာနိတကတိအဲ့ဒါလိုနှုတ်ဆက်ပြီးတဲ့အခါလောင်းတော်တေမိယကုမာရမင်းသားလေးကယထာချင်းပလင်၌ရာဇာခမည်းတော်မင်းတရားကြီးသည်နိတကတိထိုင်နေတံပလင်ကတို့ခမည်းတော်မင်းတရားကြီးထိုင်နေစရာပလင်ကိုပဋိထဝိတုတီးကြပါခင်းကြပါဘယင်ဆိုတာသွားရလတ်မှာထိုင်စရာပါလာတယ်အမြဲတမ်းနော်ဘယင်မင်းများထိုင်ဖို့ရအတွက်ထိုင်နေရတလွန်ကြီးကလည်းပဲပါပြီးတော့လာတာကိုပလင်ကြီးကပါလာတယ်ပါလာတော့အဲ့ဒီတလွန်မလာတဲ့လူတွေကိုလောင်းတော်ရသေးလေးကလှမ်းပြီးတော့ပြောလိုက်တယ်ခမည်းတော်မင်းတရားကြီးထိုင်ဖို့ရပလင်ကိုခင်းလိုက်ကြပါဟဲ့လို့ဒီလိုပြောတယ်အဲ့လိုခင်းလိုက်ကြပါလို့ပြောလိုက်တော့ဘယင်မင်းတရားကြီးကရာဇပလင်ပေါ်မှာထိုင်သလားလို့ဆိုတော့ရသေးလေးကိုယူသေးလေးစားတဲ့အနေနဲ့သူတော်စင်ဘဝမှာမြင်ရတဲ့သားတော်လေးကိုယူသေးလေးစားတဲ့အနေနဲ့မထိုင်ဘူးပလင်ပေါ်မထိုင်တော့ဘယင်မင်းတရားကြီးကဒီတိုင်းပဲမတ်တရပြီးတော့နေသေးတယ်မတ်တရနေတဲ့အခါကျတော့ထိုင်ဖို့ရအတွက်အလောင်းတော်မင်းသားလေးကသူ့မှာခင်းပြီးတော့ထိုင်နေတာကတော့သိရဲ့အခင်းလေးမှာခင်းထိုင်နေတာပေါ့နော်ဘယင်မင်းတရားကြီးကိုခင်းပေးစရာနေရာဆိုလို့ရှိရင်ဘာမှမရှိဘူးသိရဲ့အခင်းလေးပဲရှိတယ်သိရဲ့လေးတွေစုပြီးတော့ပုံထားတဲ့သိရဲ့အခင်းပဲရှိတယ်ဒါကြောင့်မို့လို့သိရဲ့အခင်းပေါ်မှာထိုင်ဖို့ရဣရေဝတေနိတိဓာတုနိယတေပန္နတန္တရေဣရေဝတေနိတိဓာတုနိယတေပန္နတန္တရေရာဇအိုခမည်းတော်မင်းတရားနိယတေခင်းထားတော်ဣဒေဝပန္နတန္တရေဤသိရဲ့အခင်း၌တာလင်နိတိဓာတုထိုင်နေတော်မူပါဧတောဥရကမာရာယပါရိပက္ခလယတုတေဧတောဤရေအိုးကြီးမှဥရကရေကိုအာရယယူ၍ပါကေပါရိခြေတော်တို့ကိုပက္ခလယတုဆေးကြောပါလောခမည်းတော်မင်းတရားကြီးထိုင်ဖို့ရသိတဲ့အခင်းလေးကိုညွန်ပြပြီးတော့ခြေသေးခြင်းလို့ရှိရင်ဟောဘုံမှာခြေသေးဖို့ရရေအိုးရှိပါတယ်အဲဒီရေအိုးကနေပြည်တဲ့ကလာရေခတ်ပြီးတော့ခြေသေးတော်မူပါဒါအဲ့ဝပြုတာခေါ်တယ်နော်ဘုန်းကြီးတို့ရဟန်းတော်များတွေမှာလည်းပဲအချင်းချင်းအာဂန္တုရဟန်းတော်တစ်ပါးကြွလာတယ်ဆိုလို့ရှိရင်ရှင်းတော့ကတော့ဖဏတ်စည်းလေးတည်ပြီးတော့မရှိကြပဲကိုခရီးသွားရောက်လာတယ်ဆိုလို့ရှိရင်ခြေသေးဖို့ရနေရာထားရအာဂန္တုကဝတ်ဆိုတဲ့အထဲမှာကျောင်းထဲဝင်လာလို့အာဂန္တုတစ်ပါးရောက်လာတယ်ဆိုလို့ရှိရင်ခြေသေးအင်းမြင်းတို့ခြေသေးဖို့ရရေတို့အစင်းသင့်ထားရတယ်ပေးရတယ်ရေဘူးရေချမ်းကမ်းလှမ်းရတယ်ဒီကျင့်ဝတ်တွေပြုရအခုလောင်းတော်ရဲ့သိလေးရလည်းပဲခမည်းတော်မင်းတရားကြီးတဲ့ဒီဝတ်တရားတွေကိုဆောင်ရွက်တာပါဣတောဤရေကိုမဝရကရေကိုခေတဝါခယူ၍အာရယယူ၍ပါရိခြေတို့ကိုပက္ခလယတုဆေးကြောတော်မူပါဒီလိုညွန်ပြတဲ့အခါကျတော့ခမည်းတော်မင်းတရားကြီးကခြေပါဆေးလို့ခင်းပေးတဲ့တိရဲ့အခင်းပေါ်မှာထိုင်သလားလို့ဆိုတော့မထိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုလို့ချင်းသူတော်စင်အဖြစ်နဲ့မြင်ရတဲ့သားတော်ကလေးကိုယူသည်လေးစားတဲ့အနေနဲ့မြေကြီးပေါ်မှာပဲထိုင်လိုက်တယ်ဘယင်မင်းတရားကြီးကရာဇပလင်ပေါ်မှာလည်းမထိုင်ပါတိရဲ့အခင်းပေါ်မှာလည်းမထိုင်ပါမြေကြီးပေါ်မှာပဲထိုင်လိုက်ပါတယ်အဲလိုမြေကြီးပေါ်ထိုင်နေတဲ့အခါကျတော့အလောင်းတော်မင်းသားလေးရတယ်လေဘာများသုံးဆောင်နေတုံးဆိုလို့ရှိရင်သူတိုးတဲ့ရောက်လာတဲ့အချိန်ကဘာများစားတုံးလို့ဆိုတော့ဈဉ္ညာဥမှာပေါက်နေတဲ့ကာရပဏ္ဏကာရဒုက္ခလို့ခေါ်တဲ့ကပြင်းပင်ကြီးရှိတယ်နော်ကပြင်းပင်ဆိုတာဘုန်းကြီးတို့တော့မမြင်ဘူးသေးဘူးကာရဒုက္ခလို့စာထဲမှာဒီလိုပါတယ်ဘာသာပြန်တော့လည်းကပြင်းပင်လို့ဒီလိုပြန်တယ်အဲဒီကပြင်းပင်ကနေပြီးတော့ကပြင်းရွက်ကိုဆမ်းမပါပဲနဲ့ဒီတိုင်းကပြင်းရွက်ကြီးပြုတ်ပြီးတော့အေးခံထားတာလေးရှိတယ်အဲဒါလိုကပြင်းရွက်တွေကိုပြုတ်ပြီးတက်ကလာအေးခံထားတဲ့ဓာတ်တွေကိုပဲနေ့စဉ်ဖုံးမေးသုံးဆောင်နေပါတယ်
အခြားဘာမှမစားဘူးကပြင်းရက်ကိုပြုတ်ပြီးတော့စားတယ်စားလုံးဝမပါတဲ့ကပြင်းရက်ပြုတ်နော်အဲ့ဒါလေးဒီကနေ့မှာတော့အလောင်းတော်ဒီမင်းသားလေးဟာရသေးလေးကပြင်းရက်ကိုပြုတ်ပြီးတော့အေးခံထားတဲ့အချိန်ခမည်းတော်မင်းတရားကြီးရောက်လာတာကိုရောက်လာတော့ခမည်းတော်မင်းတရားကြီးကိုတီခင်းအခမ်းဖို့ဆိုလို့ရှိရင်သူ့စီမှာဒါပဲရှိတယ်ဒီပြင်ဘာမှမရှိဘူးအဲ့ဒါကြောင့်မို့လို့သူစားမဲ့ကပြည့်ရဲ့ပြုတ်ကလေးနဲ့ခမည်းတော်ကြီးကိုအခမ်းစကားပြောကြတယ်ဣဒံမိပဏကံမရှံရန္တံရာဇအာလောနကံဣဒံမိပဏကံမရှံရန္တံရာဇအာလောနကံပါရိဘုံဇမဟာရာဇပါဟုနောမေတိရကတောမဟာရာဇအိုမြတ်သောမင်းတရားကြီးရန္တံပြုတ်ရထားသောအာလောနကံသမပါသောမရှံကျွန်တို့ဣဒံမိပဏကံဤတိရပြုတ်ကလေးကိုလည်းပဲပရိဘုံဇသုံးပေသုံးဆောင်လိုက်သမှာသုံးဆောင်လိုက်သမှာဟောဒီမဲ့ဒါလေးသုံးဆောင်ကြည့်သမ်းပါဦးတဲ့စားတော့မပါဘူးနော်တဲ့စားမပါပဲပြုတ်ထားတဲ့ဟောဒီကပြင်းရွက်ပြုတ်ကလေးကိုစားကြည့်သမ်းပါဦးဘာဖြစ်လို့ဒီလိုအခမ်းရတယ်လဲလို့ဆိုရင်မဟာရာဇမြတ်သောမင်းတရားကြီးမဟာရာဇမြတ်သောမင်းတရားတွင်တင်သည်ဣဒာကတော်ဤကျွန်ုပ်နေထိုင်ရာသင်္ကန်းကျောင်းသို့ရောက်လာတော့ပါဟုနောကျွန်ုပ်ရဲ့ဧည့်သည်ဒီအသိဖြစ်ပါပေတော့ဤကျွန်ုပ်စီရောက်လာတဲ့အရှင်မင်းတရားကြီးကကျွန်ုပ်ထံရောက်လာတဲ့ဧည့်သည်ပါတဲ့ဒါကြောင့်မို့လို့ကျွန်ုပ်စားတဲ့တည့်ရက်ကလေးတရားပြုတ်ကလေးကပြင်းရွက်ပြုတ်ကလေးကိုသုံးဆောင်စမ်းပါလို့ဆိုပြီးတော့ကပြင်းရွက်ပြုတ်ကလေးကိုထည့်ပြီးတော့ပေးတယ်နော်အဲလိုထည့်ပြီးတော့ချွေးတဲ့အခါကျတော့ဘယင်မင်းတရားကြီးကချိရှင်မင်းဆိုတာဘယ်တည့်ရွက်ပြုတ်စားမလဲနော်ရှင်မင်းကတော့အတို့တိုက်ဖို့မရဘူးဒီဘယင်နော်စားမပါတဲ့ဒီတည့်ရွက်ပြုတ်ကြီးပဲစားမလို့မစားတာကိုလည်းပဲဘယင်ကအာမနာတတ်ဘူးပြောလိုက်ပုံကကြည့်အောင်နသံပန္နံပုံဇာမိနဟေတံဝရှဘောဓနံသာလီလံဩဒနာဘုံစေသူစိမ့်မတုပသေတနံဒါတတိမိယကုမာရစေသာတိမိယကုမာရအဟံဃာလိပန္နံသိရွယ်ကိုနဘုံဇာမိမစာဒီလိုသိရဆိုတာဒုစားတဲ့အစာမဟုတ်ဘူးတဲ့မစားခြင်းဘူးတဲ့ဟုတ်လားဧည့်သည်များဒီလိုပြန်ပြောတဲ့ဧည့်သည်တော်ရင်းကြီးလို့ပြောတာနော်အာနာပါနာနည်းနည်းလေးနဲ့စားကြည့်ပါဦးစားမကြည့်ဘူးခုတော့စားမကြည့်ုံနဲ့မကဘူးဧတံဤသိရွယ်ပုဒ်တိအာမကံငါတို့ဤနဘောဓနံစားလေးရှိတဲ့အစာမဟုတ်ပါဒါတို့စားတဲ့ဟာမဟုတ်ဘူးတဲ့မစားနိုင်ဘူးတဲ့ဒါဖြင့်ဘာတွေစားတာတော့ဆိုတော့သူစေရလုံးတရားတန်ရှင်းစင်ကြယ်လာသောမန္တုပသေသနာအသားမျိုးစုံထည့်၍ပြုလုပ်အပ်သောသာလီနံဩဒနံတလေးထမင်းကိုသာလည်းဘုံစီငါစားလိရှိပါပေတော့ဤရှင်မင်းကသူကသားရင်းနေနဲ့သားကျွမ်းတလေးသားကျွမ်းဓမ္မောက်ဆန်းကိုစားလိရှိတာကိုတလေးသားကျွမ်းနဲ့ဓမ္မောက်ထမင်းကိုသာစားလိရှိတယ်ယခုကဲ့သို့ဆမ်းမပါတဲ့ဘာမှအရသာမရှိတဲ့ကံမြင်ရုပ်ကိုငါမစားဘူးရဲ့လို့ဒီလိုပြောလိုက်အဲ့လိုလိုပြောပြီးတဲ့နောက်မှာရှင်မင်းကြီးကနည်းနည်းအာနာသွားတယ်ထင်ပါရဲ့အာနာသွားတယ်ထင်တော့အဲ့ဒီမှာရသေးလေးချပြီးတော့တွေးထားတဲ့ကပြင်းရွက်ကလေးတွေကိုလက်ထက်မှာကင်ပြီးတော့ကြည့်နော်လက်ထက်မှာကင်ကြည့်ပြီးတော့နည်းနည်းလေးမြည်ကြည့်စားရမှာပါတော့ပေါ့ရွှွှွှဘာမှရတာရှိမှာမဟုတ်အဲ့လိုလိုကင်ကြည့်နေတဲ့အချိန်မှာဘယ်သူရောက်လာတော့ဆိုတော့နောက်ကသန္တာဒေဝီမိဖုရားကြီးကရောက်လာတယ်မိဖုရားမောင်မမိတ်တန်နေခြံရံပြည့်တက်ကလာသန္တာဒေဝီမိဖုရားခေါင်းကြီးရောက်လာသားတော်လေးနဲ့ခမည်းတော်မင်းတရားကြီးစကားပြောထိုင်းနေတာလည်းမြင်လိုက်အောင်ဟိုတုန်းကတော့ထားတဲ့အတိုင်းဆောအနာမကြပုံစံနဲ့နေတဲ့သားကလေးယခုအချိန်မှာပြုံပြုံရွှင်ရွှင်နဲ့တင်းတင်းတဲတဲသူတော်စင်ဘဝနဲ့မြင်လိုက်ရတော့စိတ်မထိန်နိုင်ရှာဘူးတဲ့မိမသားဆိုတော့စိတ်ကမထိန်နိုင်ဘူးသားတော်လေးကိုမြင်လိုက်တဲ့တကြိုင်နဲ့မိုက်ခနဲ့ဖြစ်ပြီးတတိမေကလဲသွားကြတယ်သောကရီလွန်မိုးပြီးတကားလာရုတ်တရက်လဲကျသွားပါတယ်ရုတ်တရက်လဲကျသွားတော့ဝိုင်းပြီးတော့နှာနှက်ကြရမှာပေါ့နော်ရတ္တိရိခနာနာလို့ရေချမ်းနေနဲ့ဆုတ်ချမ်းတဲ့အခါမှာပြန်လီတတိရလာခဲ့ပါတယ်အဲလိုပြန်လီတတိရလာတဲ့အခါမှာသားတော်လေးရဲ့အနိပါလာလို့ခြေစုံကိုဖက်ပြေတကားလာအာရပါရရှ िख ိုးဥတိုက်လိုက်တယ်တွေ့တော့လည်းပဲတကယ်သူတော်စင်အနေလေးနဲ့တွေ့ရတော့ဝမ်းနဲ့ဝမ်းသာပေါ့လေသန္တာဒေဝီမိဖုရားကြီးဟာခြေစုံကိုဖက်ပြေတကားလာရှ िख ိုးဥတိုက်လိုက်ပြီးတော့မိမိသင့်လျော်တဲ့နေရာနောက်နှဆုပ်လို့ထိုင်းနေခဲ့ပါအဲလိုထိုင်းနေတဲ့အချိန်မှာဘယင်မင်းတရားကြီးကမိဖုရားကြီးတဲ့မင်းရဲ့သားစားတာကြည်သမ်းမှာတဲ့ဟောဒီသိရွက်စားတဲ့လက်ထဲထည့်ပေးတယ်နော်သန္တာဒေဝီမိဖုရားကြီးကလည်းသိရွက်ပြုတ်ကလေးကိုအနည်းငယ်မြည်ပြီးတော့ကြည့်မောင်မမိတ်တန်နေလည်းပဲအနည်းငယ်တရွက်စီလိုက်ပြီးတော့ပေးတယ်အော်ကြည်သမ်းမှာတဲ့ငါတို့အရှင်သခင်မင်းသားလေးကဒါလေးစားနေတာကိုအတိဒုက္ခရဝတ္တအလောင်းတရားခဲရင်တဲ့အလုပ်ကိုလုပ်ပါပြီတယ်လို့ဘယ်သူမှနန်းတော်သူနန်းတော်သားတွေကဒီသိရွက်ပြုတ်ဘယ်သူမှစားနိုင်မှာမဟုတ်ဘူးအဲ့ဒီမစားနိုင်တဲ့သိရွက်ပြုတ်ကလေးကိုကြည့်ပြီးတကလားတန်တော်ဖြစ်ပြီးတော့နေကြပါတယ်အဲ့ဒီအချိန်မှာခမည်းတော်မင်းတရားကြီးကသားတော်လေးကိုကြည့်ငါသားတော်လေးဟောဒီသိရွက်ပြုတ်ကိုသင်နေစဉ်နဲ့အမြဒါပဲစားသလား
ဟုတ်ပါတယ်ဒါပဲစားပါဒါပဲစားတယ်ဆိုတော့အင်မတန်အံ့ဩစရာကောင်းနေပါလားဣစေရကမ္မပฏิပါတိဣစေရကမ္မပฏิပါတိဧကကံပိရဟောကတံဧရိသံဘုံဇမာနနံကိနဝန္နောပတိရတိသူစိတ်ထဲမှာမဝေမခွဲနိုင်တဲ့ပြဿနာတရားပေါ်လာခဲ့တယ်ဆမ်းမပါတဲ့ဘာမှအရသာမရှိတဲ့ဟောဒီတည့်ရပြုတ်ကလေးစားနေတဲ့အလောင်းတော်တေမိယကုမာရမင်းသားရဲ့အသားအယေဝဝါဝင်းလို့လှပတင်းတယ်ပြီးတော့နေတာကိုမြင်ရဒီတည့်ရပြုတ်စားနေရတဲ့ပုဂ္ဂိုလ်ဆိုရင်ပိန်ချောက်နေမှာပါလို့စိတ်ကထင်ရနော်ဒါပေမဲ့လို့အလောင်းတော်တေမိယကုမာရရဲ့သေးလေးရဲ့အသားအယေဝဝါဝင်းလို့စိုးပြေးလို့ကြီးလင်းလို့နေတော့ဣစေရကမ္မပฏิပါတိဧကကံပိရဟောကတံဧကကံတယောက်ထီရဟောကတံစိတ်ခွေရမှနေပြီးတကလားဗန္နံတည့်ရပြုတ်ကိုမန္တေနတည့်ရပြုတ်ပြင်းရပင်တော်မြတ်ထလည်းရဲ့ရပင်တော်မြတ်ထလည်းရဲ့ဝဏဝါအစဉ်ရှိသည့်အတိဖြစ်ခဲ့လေပြီတန်တူလှပ်ပါတဲ့အစဉ်ရှိနေတဲ့တည့်ရပြုတ်လေးကိုစားပြီးတကလားလှပ်ပါတဲ့အစဉ်ရှိနေတာကိုမြင်ရလို့မင်္ဂဣစေရကံပฏิပါတိအလွန်တရာအံ့ဩဖွယ်ရာတွေစိတ်ထဲမှာပေါ်၍လာခဲ့ပါတယ်အံ့ဩစရာကြီးပဲလို့ကေနအဘဲကြောင့်ဧတိတံဤကဲ့သို့သောတည့်ရပြုတ်ကိုဘုရားမနန္ဒစား၍နေရကုန်သောဓမ္မကံသင်တို့ဤဝန္နောအသင်သည်ပတိရတိကြည်လင်တောက်ပါ၍နေပါသည်ဟု၍ရာဇဘယမင်းတရားကြီးသည်ဧတံဝဆနံဤကဲ့သို့သောအမေပု္ပ္ပာစကားကိုအပုစီတိလိုရင်းနှင့်မေးမြန်းခဲ့လေသတည်းရုပ်စင်းတန်တန်တပ်ပဝါဝင်းနေတဲ့အာတော်တေမိယကုမာရယသိလေးကိုမြင်ရတော့စားနေတဲ့အစာအာဟာရကစားမပါတဲ့တည့်ရရေလုံးပြုတ်ဒီအာဟာရတစ်မျိုးတည်းကိုစားသုံးနေရသည်ဖြစ်ပါလေရဲ့နဲ့ဤမြအစင်းအယောင်ဝါဝင်းလှပတင့်တယ်နေတာဟာဒါအံ့ဩစရာကြီးပဲလို့ဒီလိုစိတ်ထဲမှာအံ့ဩမိပြီးတော့မဝေမခွဲနိုင်လို့ဒီမေဝံပြဿနာကိုမေးလိုက်တဲ့စကားနော်ဧတိတံဘုံဇမာနနံကိနဝန္နောပတိတတိဒီလိုစားမပါတဲ့တည့်ရပြုတ်စားနေရတာဟာဘာကြောင့်အစင်းအယောင်လှပပြီးတော့နေတယ်လေတဲ့တာမန်ကြည့်မယ်ဆိုလို့ရှိရင်တည့်ရပြုတ်စားနေတဲ့ပုဂ္ဂိုလ်ဒီအာဟာရတ္တချို့တဲ့ပြီးတော့ပိန်ချုံနေเสียကောင်းအခုသိပ္ပံပညာရှင်တွေကနေပြီးတော့အဲ့ဒီတည့်ရပြုတ်များဓာတ်ခွဲကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုများပြောကြမလဲမသိဘူးနော်ဗီတာမင် A ဓာတ်တွေပါတယ် B ဓာတ်တွေ C ဓာတ်တွေ B2 B12 B6 တွေကလည်းပါသေးတယ်သူတို့ကဟုတ်လားဓာတ်ခွဲများပြောပြီးတော့ဟုတ်လားပရိုတိန်းများပါမလားအဲ့လိုလိုမျိုးမျိုးသူတို့ခွဲပြီးတော့ပြောခြင်းပြောမယ်အလောင်းတော်မင်းသားလေးကတော့တေမိယကုမာရမင်းသားကတော့ဒီတည့်ရထဲမှာပါတဲ့ဓာတ်တွေဘာတွေပဲပါဒုက္ခနာကိုယ်အတွက်အသာအယဝဝင်းပြီးတော့ယခုကဲ့သို့တင့်တယ်နေခြင်းဟာအခြားကြောင်းကြောင့်မဟုတ်ပါဘူးတည့်ရထဲမှာပါတဲ့အာဟာရဓာတ်တွေကြောင့်မဟုတ်ဘူးဘာကြောင့်လဲဆိုတာအဖြေစကားအနေနဲ့ပြောခဲ့ရပါတယ်နော်ဘာကြောင့်သူအစင်းရောက်လှပ်ပါပြီးတော့ယခုကဲ့သို့အသာအယဝဝင်းပြီးတော့နေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အလောင်းတော်တေမိယကုမာရမင်းသားလေးကဘယ်လိုဖြေကြလိုက်တယ်လဲလို့ဆိုလို့ရှိရင်ဧကောရာဇာနိပိဇာမိနိယတေပန္နတန္တရေဧကောရာဇာနိပိဇာမိနိယတေပန္နတန္တရေဒါယမေဧကသေယယရာဇဝန္နောပတိတတိရာဇအိုခမည်းတော်မင်းတရားကျွန်ုပ်သည်နိယတိခင်း၍ထားသောပန္နတန္တရေသိရဲ့အခင်း၌ဧကောအဖော်မမီတယောက်ထီးနိပိဇာမိအိတ်စေ၍နေရပါ၏ရာဇဝခမည်းတော်မင်းတရားကြီးဒါယမေဧကသေယယမေကျွန်တို့ဤတာယဧကသေယယထိုကဲ့သို့အဖော်မပါတကူရိသာလင်ချမ်းချမ်းသာသာအိတ်စေရခြင်းကြောင့်ဝန္နောအစင်းဒီပတိရတိကြည်လင်ဝါဝင်၍နေပါပေတော့၏သာမန်ကြည့်မယ်ဆိုရင်ဟောဒီတည့်ရလေးစားအာရတ္တချိုးတက်ပြီးတော့အသားအရည်တွေပိန်ချုံမွဲ66ဒီလိုဖြစ်နေရအဲ့လိုမဖြစ်ဘဲနဲ့အသားအရည်ဝါဝင်တင့်တယ်ပြီးတော့နေတာတခြားကြောင့်မဟုတ်ပါတည့်ရအခင်းကလေးပေါ်မှာအဖော်မမီတယောက်ထီးဒီအိပ်ပြီးတကလာနေရလို့တယောက်ထီးဒီအိပ်ရတဲ့စိတ်ချမ်းသာမှုလို့ဆိုတဲ့ချမ်းချမ်းသာသာအိပ်စေရခြင်းကြောင့်ကျွန်ုပ်ရဲ့အသင်းအယောင်တွေကဝါဝင်ပြီးတကလာကြည်လင်တောက်ပနေပါတယ်
အဲ့ဒါလို့ဆိုတော့နှစ်ယောက်အိတ်တဲ့လူတွေစဉ်းစားကြည့်ဟုတ်ကဲ့ဘုရားအလောင်းကတယောက်တည်းမှာအေးစေးသေးလေးအိတ်ရတော့စိတ်အမတန်ချမ်းသာတဲ့ဒီမေကုံမျိုးကိုဘုန်းကြီးတို့အထာကလဝကလို့ဆိုတဲ့အာလဝကမင်းသားလေးကမြတ်စွာဘုရားမေးခဲ့ဘူးသုဒ္ဓတလူငယ်ကြီးတွင်နဲ့အနာရဘိန်တတိကလည်းပဲမြတ်စွာဘုရားတခင်ကိုရောမြတ်နဲ့တွေ့ခါစအခါမှာရွှေဘုရားသခင်ရှင်တော်မြတ်ဘုရားချမ်းချမ်းသာသာအိပ်စေရပါရဲ့လားလို့ဆိုတဲ့မေကုံမျိုးကိုမေးခဲ့ပါတယ်မြတ်စွာဘုရားဖြေတဲ့ထဲမှာရာဂဒေါသမောဟလို့ဆိုတဲ့အပူမီးတွေကင်းပြတဲ့ကလာစိတ်ထဲမှာငြိမ်ငြိမ်ချမ်းချမ်းနဲ့အိပ်ရတာအမတန်ကောင်းတဲ့အိပ်ချင်းမျိုးတဲ့လောကမှာငါသာလင်ချမ်းသာစွာအိပ်ရတဲ့ပုဂ္ဂိုလ်ပဲတကူပင်ပင်တကြောင်ချမ်းချမ်းနဲ့အိပ်နေရတဲ့ပုဂ္ဂိုလ်တွေကတောကရီကိုယ်စီရှိနေပြီတကလာနေရလို့ချမ်းချမ်းသာသာအိပ်ရတယ်လို့မဆိုရဘူးသားရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲအိပ်နေပေမဲ့လို့ဖြောင်းဖြောင်းမအိပ်ရဘူးသားအတွက်ပူရတယ်ပစ္စည်းရှိနေတဲ့ပုဂ္ဂိုလ်ကလည်းပဲပစ္စည်းအတွက်ပူပန်ကြောင်းကြပြီးတကလာနေရတယ်ဒီနေရာမှာဘုန်းကြီးတို့တဆင့်တက်ပြီးတော့စဉ်းစားဖို့ရဧကတေယတယောက်တည်းအိတ်တယ်ဆိုတဲ့နေရာတဆင့်တက်ပြီးတော့လေးလေးနက်နက်စဉ်းစားကြည့်တဆင့်တက်ပြီးတော့လေးလေးနက်နက်စဉ်းစားကြည့်တဲ့အခါကျတော့အဖော်မမိတကူကြီးနေရတဲ့ပုဂ္ဂိုလ်တွေလည်းပဲတယောက်တည်းအိတ်ရတာပဲသူတို့ရောဒီလိုချမ်းသာမျိုးရနိုင်မလားလို့ဆိုတော့တရားသဘောနဲ့ဆင်ခြင်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလောင်းတော်လေးဆိုလိုတဲ့တယောက်တည်းအိတ်တယ်ဆိုတာဘာမှတောင်းတခြင်းမရှိတဲ့ဘူဗံလောကမရှိတဲ့တဏှာကင်းတဲ့အိတ်ချင်းမျိုးကိုဒီလိုဆိုလိုပါတယ်တယောက်တည်းအိတ်တာတော့ဟုတ်ပါရဲ့ကာမဝိတ္တတွေကြံစီပြီးတော့ဟိုလွမ်းဒီဆွေးနဲ့အိတ်နေလို့ရှိရင်တယောက်တည်းအိတ်ရမရောက်ဘူးအဖော်နဲ့အိတ်နေတာပဲနော်ဒါပဲလို့ဆိုလို့ရှိရင်တဏှာလို့ဆိုတဲ့အဖော်သူ့မှာရှိနေတယ်လူအမြင်မှာတော့သူကတယောက်တည်းအိတ်တာပဲဒါပေမဲ့လို့စိတ်ထဲကတော့ဟိုလွမ်းဒီဆွေးဟိုတွေးဒီတော့နဲ့ဒီလိုနေတဲ့ပုဂ္ဂိုလ်ကတယောက်တည်းအိတ်ရမရောက်ပါအဖော်နဲ့အိတ်နေတယ်နော်အခုအလောင်းတော်လေးကတော့စိတ်ချမ်းချမ်းသာသာနဲ့တရားဓမ္မကိုနှလုံးသွင်းလို့အဖော်မမိတယောက်ထိအိတ်ခဲ့ရပါတယ်တဲ့တကယ်ကိုကိလေသာဆိုတဲ့အဖော်သူ့မှာမပါဘူးကိလေသာအဖော်စုမပါသည့်အတွက်ကြောင့်အလွန်တရာချမ်းချမ်းသာသာအိတ်စေရပါတယ်ရာဇာဝမင်းတရားနိရိယတိခိတသောပဏ္ဏတန္တတိသိရအခင်း၌အဟံကျွန်ုပ်ဒီကောတယောက်ထိထိနေပိစာမိအိတ်၍နေရပါ၏ဧကောကိလေသာဆိုတဲ့အဖော်မပါဘဲနဲ့တယောက်တည်းအိတ်နေရပါတယ်ကိလေသာမပါဘူးဆိုတော့ဒီအသေးလေးကယဟန္တာဖြစ်နေတာလားဆိုတော့မဟုတ်ပါဘူးဇံရဲ့အစွမ်းရည်တတ္တိနဲ့ကိလေသာအချို့ကိုခွာပြီးတကလာထားနိုင်ပါတယ်ထားလိုက်သည့်အတွက်ကြောင့်ဒီချိန်မှာကိလေသာသည်ပရိယုဌာဏအနေနဲ့မပေါ်လာတော့ဘူးလို့ဒီလိုမှတ်ကိလေသာတွေအနုတ္တယတအနေနဲ့ကြံသေးပေမဲ့လို့ပရိယုဌာဏမရှိဘူးမရှိတော့တယောက်တည်းနေရတာပါပဲဧကောမောမမိတယောက်တည်းဒီနိဗ္ဗာန်မိအိတ်စေ၍နေရပါပေတော့ဤဒါယမေဧကတရားယထိုကဲ့သို့တယောက်ထီကြီးအိတ်စေရခြင်းကြောင့်မေကျွန်တို့ယေဝနောစင်ဒီပတိရတိကြည်လင်တောက်ပြောင်၍နေပါပေ၏ဟု၍ပါရိသတ်တော်ဖရာအလောင်းသည်ဩဝါစကောင်းစွာမသွေဖြေကြခဲ့ပါပေတည်းနောက်တဲ့အကြောင်းတစ်မျိုးထပ်ဆင့်ပြီးတော့ဖြေကြလိုက်ကြပါသေးတယ်နာဇာနိတိန်သဗ္ဗနာမေရာဇရခဥပတိတံဒါယမိဒုက္ခသေယရာဇဝနောပတိရတိရာဇဥခမီတော်မင်းတရားမေယကျွန်တို့ဟာနိတိန်သဗန္တာတန်လျက်ဆွဲလျက်နေကြကုန်သောနိတိန်သဗန္တာလက်ထက်၌တန်လျက်ဆွဲကံ၍ထားကြကုန်သောရာဇရခမင်းအဆောင်ရောက်တို့သည်နာဥပတိတံအနိမတည်၍မနေကြပါကုန်ဟိုနေပြည်တော်နန်းတော်မှာနေစဉ်ခါကာလတုန်းကတော့စိတ်မချရလို့ဘေးမှာတန်လျက်တွေထမ်းပြီးတော့စောင့်နေတဲ့အဆောင်စစ်သားတွေရှိတယ်ကိုရံတော်တတ်သားတွေနဲ့အိပ်ရတယ်နေရတယ်ထိုင်ရတယ်နော်နန်းတော်ဆောင်တွေကတန်လျက်ကြီးတွေထမ်းလို့လှမ်းကြီးတွေကိုင်းလို့စောင့်ကြပ်ပြီးတော့နေရအခုဒီတောထဲမှာသူ့နေရတာဘယ်သူမှစောင့်ကြပ်မရှိပါမေကျွန်တော်ဤတာယဒုက္ခတရားရထိုကဲ့သို့လွတ်လွတ်လပ်လပ်ချမ်းချမ်းသာသာအိပ်စေရခြင်းကြောင့်ရာဇဥခမီးတော်မင်းတရားမေကျွန်တော်ဤဝန်တော်စင်ဒီပတိရတိကြည်လင်၍နေပါပေတော့၏ဘယ်သူမှကျွန်ုပ်ကိုလာပြီးတော့စောင့်ကြပ်နေเสียမလိုဘူးတဲ့တူဒီလွတ်လွတ်လပ်လပ်ချမ်းချမ်းသာသာနေရပါတယ်တဲ့အဲလိုတူဒီချမ်းချမ်းသာသာလွတ်လွတ်လပ်လပ်နေထိုင်ရခြင်းအိပ်စေရခြင်းကြောင့်ကျွန်ုပ်ရဲ့အဆင့်ဟာဝါဝင်တင့်တယ်ပြီးတက္ကလနေပါတယ်ဒီလိုဘုရားအလောင်းလေးကဖြေပြီးတော့နောက်တဲ့အကြောင်းတစ်မျိုးရှာပြီးတော့ပြပြန်ပါတယ်အတိတံတန္တုသောသမိနပ္ပသဗ္ဗမိနာဂတံ
ပိစုပန္နိနာယာပိမိတေနဝန္နောပတိတတိရာဇအိုခမိတော်မင်းတရားအာကျွန်တို့သည်အတ္တိတံအတိတ်အကြောင်းကိုလည်းပဲနာလို့သောစာမိမျောတွေးကစိုးရိမ်၍လည်းမနေပါတချို့လူတွေကြတော့အတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေတွေးပြီးတော့ပူးနေတတ်သေးတယ်အတိတ်အကြောင်းအရာကိုတွေးပြီးတဲ့ကာလလည်းပဲဆွေးပြီးတော့မနေခဲ့ပါဘူးမဆွေးဘူးတဲ့အတိတ်ကအကြောင်းအရာတွေတွေးပြီးတော့စိတ်ထဲမှာမချမ်းမသာတွေဖြစ်ပြီးတော့မနေပါအနာဂတအနာဂတ်အကြောင်းအရာကိုလည်းပဲနပဇပါမိလူချင်းတောင်းတရေးလည်းမနေပါအချို့ချို့ပုဂ္ဂိုလ်တွေကြတော့အမလီနဲ့ဖန်ပါဖြစ်မှာတပည့်ခါပါဖြစ်မှာနောက်နှစ်ခါပဲတဲ့ချမ်းသာတဲ့လူကြီးဖြစ်တော့မလို့အမျိုးမျိုးဖုံဖုံအနာဂတ်တွေမျောလင့်ချက်တွေတတိကြီးနဲ့ဒီလိုနေကြတယ်နော်အနာဂတ်အရေးတွေကိုတွေးပြီးတော့မျောလင့်တောင်းတရေးတဲ့ကာလနေကြပါတယ်နပဇပမိနာဂတအနာဂတအနာဂတ်အရေးကိုနပဇပမိမျောလင့်တောင်းတပြီးတဲ့ကာလဆွဲလန်း၍လည်းမနေပါပိစုပန္နိနာပိစုပံရရသမျှဖြင့်သာလည်းရာပိမိမြတ်တာ၍နေပါ၏လောလောဆယ်ဖြစ်နေတဲ့အခြေအနေကိုပဲနေတတ်အောင်နေပါတယ်အတိတ်ကအရေးတွေကိုလည်းမျောတွေးကစိုးရိမ်ပြီးတော့မနေပါအနာဂတ်ကိုလည်းပဲတောင်းတပြီးတော့မနေပါပိစုပံရသမျှနဲ့သာလည်းမြတ်တာပြီးတော့နေပါတယ်တင်တာထို့ကြောင့်ဝန္နောအစဉ်ဒီပတိတတိကြည်လင်တောက်ပြောင်း၍နေပါပေ၏ဟု၍ပါရိသတ်တော်ဘုရားအလောင်းသည်ဩဝါစကောင်းစွာမဲ့သွေဖြည့်ကြလိုက်ပါပေတည်းတကယ်တော့အလောင်းတော်လေးဖြည့်နေတဲ့စကားကောက်ချက်ချပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်စိတ်ချမ်းသာတယ်ဆိုတဲ့အဖြေတစ်ခုလည်းထွက်တာနော်တောကကင်းပြီးတကားလားစိတ်ချမ်းချမ်းသာသာနေရတဲ့အတွက်ကြောင့်အဆင်အယောင်ကြီးကြည်လင်တောက်ပြောင်ပြီးတကားလားနေပါလေယခုခေတ်မှာခေတ်စားပြောနေတဲ့သွေးတိုးယောဂတို့ဘာတို့ဆိုတာတကယ်တော့တောကကြောင့်ဖြစ်တာကများပါတယ်တဲ့နော်တောကအခြေခံပြီးတော့ဖြစ်တာကများပါတယ်တောကကင်းလို့ရှိရင်သွေးတိုးယောဂနှလုံးယောဂလည်းပဲကင်းပါလေအသက်ရှင်ဖို့ရအတွက်လည်းပဲဟောဒီတောကကင်းဖို့ရအမတ္တမအရေးကြီးလာပါတယ်ပူဝင်တောကအများတဲ့ပုဂ္ဂိုလ်ဒီနှလုံးယောဂဖြစ်တတ်ပါတယ်သွေးတိုးယောဂတွေဖြစ်တတ်ပါတယ်စိတ်ချမ်းသာမှုတွေကများလာစိုးရိမ်မှုတွေကြောင်းကြမှုတွေများနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အဆင်းဟာဘယ်လိုမှတင့်တယ်ခြင်းဝါဝင်းခြင်းရှိမှာမဟုတ်ပါဘူးမြန်မြန်ကြီးအိုပြီးတော့ရုပ်ကျသွားတတ်ပါတယ်တဲ့အသက်လည်းတူတတ်တယ်အခုအလောင်းတော်လေးဖြေချနေတဲ့စကားထဲမှာကောက်ချက်ချကြည့်လိုက်လို့ရှိရင်စိတ်ငြိမ်းချမ်းမှုတွေအဓိကဖြစ်နေပါတယ်စိတ်ငြိမ်းချမ်းပြီးတော့နေလို့ရှိရင်အဆင်းရောက်လည်းပဲလှပနိုင်တယ်အသက်လည်းရှည်နိုင်တယ်ဘုန်းကြီးတို့ဆောင်းပါးတစ်ပုဒ်ထဲမှာဖတ်ဖူးပါတယ်စစ်ဇာလန်ကအမျိုးသမီးကြီးတယောက်စစ်ဇာလန်ကအမျိုးသမီးကြီးတယောက်အသက်က150ကျန်းကျန်းမာမာကြီးဖွားသက်ရှိပေါ့နော်အဲဒီဖွားသက်ရှိကြီးကဘာကြောင့်ဒီလိုအသက်ရှည်ရတယ်လဲဆိုတာသွားပြီးတော့လေ့လာမေးမြန်းတဲ့အခါမှာဖွားသက်ရှိကြီးကဘာပြောတော့လို့ဆိုရင်သူဟာဘာကြောင့်သူအသက်ရှည်တယ်လဲလို့ဆိုလို့ရှိရင်သူကဝါအောင်အိပ်ပါတယ်တဲ့တခုကနော်ဝါအောင်အိပ်ပါတယ်အစားအစာကိုမြတ်မြတ်တာချင်ကျက်အောင်စားပါတယ်အမြဲတမ်းသူကစိတ်တော်ကကိုဘယ်တော့မှမထားပါဘူးစိတ်တော်ကကင်းအောင်နေခဲ့ပါတယ်ဒါကြောင့်မို့လို့သူအသက်ရှည်တာပါလို့ဒီလိုပြောပါတယ်အဲ့တော့အသက်ရှည်ခြင်းအကြောင်းဆင်းလာခြင်းအကြောင်းစိတ်တော်ကကင်းခြင်းတွေအဓိကပဓာနပါနော်အဲ့သူပြေတဲ့ထဲမှာလည်းပဲဒီအဖြေလေးပါဘုန်းကြီးတို့ဒီသတင်းစာတောင်ထဲမှာဖတ်ဖူးလိုက်ပါတယ်အခုတရုတ်ပြည်ကခေါင်းဆောင်ကြီးတိန်လျှောက်ပိန်သူပြောတဲ့စကားအသက်ရှိခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့လျှို့ဝှက်ချက်မရှိပါဘူးတဲ့အသက်ရှိခြင်းလို့ရှိရင်ကိုလုံနိုင်တာတဲ့ပို့ပြီးတော့ပင်ပန်းတဲ့အလုပ်ကိုမလုပ်ပါနဲ့အရာရာမှာကောင်းတဲ့ဘက်ကသာရှုပါတဲ့ကောင်းတဲ့ဘက်ကသာတွေးပါလို့သူကဒီလိုပြောတယ်အဲ့တော့အရာရာကောင်းတဲ့ဘက်ကကြည့်တယ်လို့ဆိုတာကစိတ်ချမ်းသာအောင်နေဆိုတဲ့အဓိပ္ပာယ်သွားကြပါနော်စိတ်ချမ်းသာအောင်နေလို့ရှိရင်အသက်ရှင်နိုင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ပြည့်စရာဆိုလို့ရှိရင်ဆရာတော်ကြီးကဘယ်တော့မှနှလုံးမသွင်းဘူးအမြဲတမ်းစိတ်ချမ်းသာစရာကိုနှလုံးသွင်းတယ်စိတ်ကြီးစရာပေါ်လာလို့ရှိရင်တွန်းလှန်ပြည့်တဲ့ကာလဖြစ်တယ်နော်အဓိကအကြောင်းအရာဟာအဲ့ဒါပါပဲအခုအလောင်းတော်ရဲ့သေးလေးရလည်းပဲအတိတဏလူသောဇာမိနဗ္ဗဇပါမိနာဂတံပိစုပန္နိနာယပိမိတေနဝနောပတိရတိသာကျင်ပကျင်တဲ့ပုဂ္ဂိုလ်တွေအသက်ရှိခြင်းတဲ့ပုဂ္ဂိုလ်တွေမှာသပြည့်တကလားထားဖို့ပါအတိတအတေအကြောင်းရာကိုနန္တုသောဇာမိတွေးတော်ပြည့်တကလားလဲဆိုရင်၍မနေပါအနာဂတံအနာဂတ်ရေးကိုလည်းပဲနဗ္ဗဇပါမိမျောလင်းတန်တာ၍လည်းမနေပါ
ပစ္စုပန်နေတာပစ္စုပန်ရရသမျှဖြင့်ရပေတိမြတ်တာဖြင့်နေပါ၏ဒေနထို့ကြောင့်မေကျွန်တော်ဤဝန်တော်အစဉ်ဒီပတိရတိကြည်လင်၍နေပါပေ၏ဟု၍ဘာရိသတော်ဘုရားအလောင်းသည်အဝါစကောင်းစားမဲ့သည်ဖြည့်ကြခဲ့ပါပေတည်းအနာဂတပစ္စပယအတိတတနုသောသနာဣတိနာဘာလာသုတ်တန်ဒီနှလုံးဝဟရိတောလူတော်လူလောကမှာမသိနားမလဲတဲ့ပုဂ္ဂိုလ်တွေပိန်ချုံပြီးတော့ဆင်းရဲဒုက္ခတွေရောက်နေကြတာတခြားမဟုတ်ဘူးတဲ့အနာဂတပစ္စပယအနာဂတ်အရေးတွေကိုမျှော်လင့်တောက်တ၍နေခြင်းကြောင့်၎င်းအတိတသာတေအကြောင်းရာကိုအနုသောသနာယအဘမန်တွေတော်ကစိုးရိမ်နေခြင်းကြောင့်၎င်းအနာဂတ်အတွက်ကိုမျှော်ပြီးတော့အနာဂတ်အရေးတွေကိုတွေးကြည့်တဲ့ကာလတန်ကြီးကြီးတမောမောနေခြင်းကြောင့်၎င်းအတိတ်ကအကြောင်းအရာတွေတွေးကြည့်တဲ့ကာလစိုးရိမ်နေခြင်းကြောင့်၎င်းဧဒေနဤအကြောင်းနှမျိုးကြောင့်ဘာလာလူမိုက်တို့သည်သုတ်တန်ဒီသွေးသား6ကပ်၍နေကြလေကုန်၏မသိနားမလဲတဲ့ပုဂ္ဂိုလ်တွေပိန်ချုံပြီးတော့သွေးသားတွေ6ကပ်ပြီးယောဂါတွေဆွဲနေတယ်ဆိုတာအဲ့ဒါတွေကြောင့်ပါတဲ့နှလုံးဝဟရိတောလူတော်ရိပ်ဖြတ်အပ်သောဟရိတောစိမ့်လုံးနှလုံးဝကျူပင်ကဲ့သို့ပါပဲဒီစိမ့်စုံနေတဲ့ကျူပင်လေးကိုခုတ်ပြီးတော့နေဘူးထဲမှာချထားလိုက်တဲ့အခါကျတော့ဟောဒီကျူပင်လေးတွေခြောက်ပြီးတော့သွားတယ်လို့ပါပဲအတေအကြောင်းအရာတွေတွေ့တော့ကစိုးရိမ်နေတဲ့ပုဂ္ဂိုလ်တွေအနာဂတ်အကြောင်းအရာတွေကိုသာတွေ့တော့ပြီးတော့လိုချင်နေတဲ့ပုဂ္ဂိုလ်တွေအဲလိုမျောလင်းချက်အမျိုးမျိုးစိုးရိမ်ချက်အမျိုးမျိုးနဲ့စခန်းသွားနေတဲ့ပုဂ္ဂိုလ်တွေဟာဒေတာတွေခန်း6ပြည့်တဲ့ကာလအစဉ်ရောက်လှပတင့်တယ်မှုကိုမရနိုင်ပါဘူးရဲ့လို့ဘာရိသတော်ဘုရားအလောင်းသည်အဝါစကောင်းစွာမဲ့သည်ပြောကြခဲ့ပါပေတည်းခမည်းတော်မင်းတရားကြီးရဲ့အမေးကိုဖြေလိုက်ဒီလိုဖြေလိုက်တဲ့အခါကျတော့ခမည်းတော်မင်းတရားကြီးကကျေနပ်အားရလို့သားတော်လေးကိုဘာလျှောက်တယ်လဲလို့ဆိုလို့ချင်းဖြစ်သားတဲ့အခုဖခမည်းတော်ကြီးတို့လိုက်လာတာတခြားမဟုတ်ဘူးဒီကလိုအင်္ဂါလက္ခဏာနဲ့ပြည့်စုံပြည့်တဲ့ကာလပညာဘဟုတုတကျွယ်ဝတဲ့စကားအမတန်အပြောကောင်းတဲ့ပြည့်ပြည့်ချောမောတဲ့တာယာပွဲရှိတဲ့စကားကိုပြောတတ်တဲ့သင်္ချင်သားကိုငါတို့ဟာတိုင်းတော်ပြည်တော်ကိုပြန်ခေါ်ပြည့်တဲ့ကာလချက်ချင်းမင်းမြောက်လိုကြပါတယ်ဒါကြောင့်မို့လို့ငါသားဟူငါစစ်တပ်တွေလည်းပဲအလုံးအနှင်းပါပဲအမတန်တာယာလာတဲ့နှလုံးသွေးလျော်ပြောဝဲရကောင်းတဲ့ရွှေနံစည်းစိမ်နဲ့ကွာကျန်တဲ့ရိပ်ငိမ့်တို့ကိုလည်းအလုံးငါရဲ့သားတော်လေးကအနှင်းပါပဲယခုအချိန်မှာတော်တွင်မှနေလို့ဘာမှအကျိုးမရှိပါဘူးငါသားငယ်ငယ်လေးရှိသေးတယ်တဲ့ငယ်ငယ်လေးရှိသေးတယ်အသက်ကြီးမှသာလဲတောထွက်ပြည့်တကလာရသေးရဟပြုတယ်ရသေးရဟပြုတယ်မှာလေယခုအချိန်မှာအလွန်တရာသက်ရနုနဲ့ငယ်နေသည်ဖြစ်ဖြစ်တော်တွင်မှမနေပါနဲ့ဖခင်ကြီးတော်တို့နဲ့အတူလိုက်ပြည့်တကလာရွှေဘုံရွှေနန်းရွှေကြံကံကိုတင်ညာအုပ်ချုပ်ပြီးတော့မင်းလုပ်ခဲ့ပါလို့မင်းလုပ်လှဲ့ပါလို့ခမည်းတော်ကြီးကဖိတ်ခေါ်လိုက်တယ်နော်အဲလိုဖိတ်ခေါ်ပြတဲ့ကလာခမည်းတော်မင်းတရားကြီးပြောလိုက်တဲ့စကားမှာယူဝါသတေရောသာတိပထမုပ္ပတ္တိကောတုတုရေဇံကာရိဟိပတ္တံတိကိယရိဏိကရိတတိဒါတတိမိယကုမာရဟုခြေသတိမိယကုမာရတွန်တင်သည်တေရောတယေနုနေငယ်သည်ယူဝါသပြုမြင့်သည်လျာတိဖြစ်ပါပေတော့၏ပထမုပ္ပတ္တိကောပထမအရွယ်မြသာဖြစ်သည်ဖြစ်၍သူသူအလောင်းတရားမှနုပြိုလာရသည်ဖြစ်ပါပေ၏ဗုဒ္ဓဟူခြေသတိတရားပတ္တံကောင်းခြင်းသည်ဟောတုဖြစ်ပါစေရေဇံမင်းအဖြစ်ကိုကာရိဟိပြုပါလော့အရင်ကြီးတော်၌ကိင်္ဂရိတတိအဘယ်ပြုအပ်မှနိဣတိသို့ပိဋကခမည်းတော်မင်းတရားကြီးသည်အဝါစကောင်းစွာမဲ့သည်ပြောကြလိုက်ပါပေတည်းငါလာတရနုနဲ့ငယ်ငယ်လေးပဲရှိသေးတယ်တဲ့တောတဲ့မှာမနေပါနဲ့လေပြီးတော့ပြန်လာရရွှေနှံရွှေဘုံရွှေနှံရွှေကြံကံကိုသိမ်းပြန်စိုးအုပ်ပြီးတော့မင်းလုပ်လဲပါလို့အဲ့လိုခေါ်တဲ့အခါကျတော့အလောင်းတော်မင်းတရားအလောင်းတော်တေမိယကုမာရယသိလေးကခမည်းတော်မင်းတရားကြီးကိုတရားဟောတယ်ယူဝသရေဗျမစရိယံဗျမစာရိယူဝတိယဒေရတာယပဝိဇာဧတံဣတိဟိဝဏိတံခမည်းတော်မင်းတရားကြီးတဲ့ဘယ်လိုပြောလိုက်တာလဲခမည်းတော်မင်းတရားကြီးကငယ်ရွယ်သေးတယ်တိုက်ပြည်လိုက်ပြီးတော့မင်းလုပ်ပါအောင်လို့ဒီလိုပြောတာတရားဓမ္မကျင့်သုံးနေဆိုတာလည်းပဲငယ်ငယ်ရွယ်ရွယ်ကျင့်သုံးမှသာလျှင်ဖြစ်ပါတယ်ယူဝစရိဗျမစရိယံဗျမစရိယံမြတ်သောခြင်းကိုယူဝသက်ရွယ်နုနဲ့
ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ဒီစရိကျင့်သုံးတိုက်ပါပေတော့ဤတရားအားထုတ်တယ်ဆိုတာနုပြိုနေတဲ့အချိန်မှာအားထုတ်ရတယ်အသက်ကြီးတဲ့အချိန်မှာအားထုတ်ရတာမဟုတ်ဘူးယူဝနုပြိုသောသူသည်ဓမ္မစရိယမြတ်သောအကျင့်ကိုစရိကျင့်သုံးရ၏ဓမ္မစာရီမြတ်သောအကျင့်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်အားလည်းပဲယူဝသက်ရွယ်နုနယ်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ဒီဘဝဖြစ်ရ၏မြတ်သောအကျင့်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲလူငယ်ပဲဖြစ်တဲ့နဲ့တရားအားထုတ်မယ်ဆိုလည်းပဲငယ်ငယ်ရွယ်ရွယ်အားထုတ်တဲ့နဲ့ဘာဖြစ်လို့လဲသရသစ္စေတဝတိဟတ္တပါရအနတ္တဝယထာသောဝေဒဓမ္မောကထံဓမ္မစရိတ္တိသရသစ္စေတဝတိဟတ္တပါရအနတ္တဝယထာသောဝေဒဓမ္မောကထံဓမ္မစရိတ္တိယသာအကျင့်အသက်ရွယ်ကြီးပါသောပုဂ္ဂိုလ်၏သရသစ္စေတသရာကြောင့်အိုမင်းရရော၍နေကြကုန်သောဟတ္တပါရလက်ခြေတို့သည်အနတ္တဝစကားကိုမလိုက်နာကုန်သည်ဟွန်တိဖြစ်ကုန်၏အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်သူတစ်ပါးစကားနားမထောင်တာအတားထားကိုယ့်လက်ကိုယ်ခြေတွေကကိုယ်စကားနားမထောင်တော့ဘူးတဲ့နော်သွားကျင်လိုက်သွားလို့လည်းမရတော့ဘူးလာကျင်လိုက်လာလို့လည်းမရဘူးမိမိရဲ့လက်ခြေကိုမှအစိုးမရဘူးရှေ့လမ်းမိမဲလို့ခြေတော့ကကြွခြင်းမှကြွအဲလိုလိုလက်တွေခြေရတော့မှကိုယ်စကားကိုနားမထောင်တော့ဘူးဝိဟတထမောအာအင်ကုန်ခန်း၍နေတော့ဝိဟတထမောကအာအင်ကုန်ခန်း၍နေတော့စိန်တော့အိုမင်းတဲ့လူသည်ကထံဘယ်လိုလဲဓမ္မတရားကိုစရိတ္တိကျင့်နိုင်ပါလိမ့်မည်နီတရားဓမ္မကျင့်တယ်ဆိုတာတက်ရွယ်နုနဲ့ငယ်ရတဲ့ပုဂ္ဂိုလ်ကျင့်ရတယ်တဲ့အအင်ကုန်ခန်းပြီးတော့အိုမင်းမဆွမ်းဖြစ်တဲ့အခါမှာတရားကျင့်လို့ပဲဖြစ်မလို့ခန္ဒီတော်မင်းတရားကြီးရဲ့ငယ်ငယ်ကျင့်မှသာနဲ့တေရတ္တဤပဝိဇာဧတံဣတိဝဏိတံဟိမန္လဘာဝေရောဣတေရတ္တတယေနုနဲ့ငယ်ရသောပုဂ္ဂိုလ်ဤပဝိဇာယဟံအဖြစ်သည်ဘာသာသာအလွန်တရားမှာချီးမွမ်းတိုက်လာပါပေတော့ဤတာတုအလွန်တရားမှာကောင်းလာပါပေတော့ဤဧတံဤငယ်ရတဲ့ပုဂ္ဂိုလ်ရဲ့ယဟန်အဖြစ်ကိုသာလင်ဣတိဟိဖယားသာသာရိယသူတော်ကောင်းများတို့သည်ဝဏိတံချီးမွမ်းအပ်ပါပေ၏ဟု၍ပါရိသတ်တော်ဖယားအလောင်းသည်ဩဇကောင်းစာမတွေပြောကြလိုက်ပါပေတည်းရှိဝသရိဗြဟ္မစရိယဗြဟ္မစာရိယဝတိယဗြဟ္မစရိယစရိတာမိနာဟံရိစေနမတ္ထိကောဒါဒဥခမည်းတော်မင်းတရားယူဝတယနုနဲ့ငယ်ပြသောပုဂ္ဂိုလ်သည်ဗြဟ္မစရိယမြတ်သောအကျင့်ကိုစရိယကျင့်သုံးရ၏ဗြဟ္မစရိမြတ်သောအကျင့်ကိုကျင့်လေရှိသောပုဂ္ဂိုလ်သည်ယူဝတယနုနဲ့ငယ်ရွယ်သည်ဘဝရဖြစ်ရ၏ကျွန်ုပ်သည်ဗြဟ္မစရိယမြတ်သောအကျင့်ကိုစရိတာမိကျင့်သုံးပါတော့ကျွန်ုပ်သည်ရိစေနပြည်စည်းစိမ်ခြင်းအဋ္ဌိကောအလိုရှိသောသူသည်နအမိမဖြစ်ပါမြတ်သောအကျင့်ကျင့်နေဆိုတာငယ်ရွယ်တဲ့ပုဂ္ဂိုလ်ကျင့်ရမှာမဟုတ်ကျွန်ုပ်ဟာငယ်ရွယ်တဲ့အချိန်မှာကျင့်တိုက်ပါတယ်ဒါကြောင့်မလို့မြတ်သောအကျင့်ကိုပဲကျင့်မရစေရှေးဘုံရှေးနံရှေးကြံကံကိုသင်ပြန်စိုးအုပ်တဲ့မင်းအဖြစ်ဖြင့်ကျွန်ုပ်မလိုချင်တော့ပါဘူးမလုပ်ချင်တော့ပါဘူးရဲ့လို့ဒီလိုပြောလိုက်ပါတယ်အဲလိုပြောပြီးတော့အလောင်းတော်မင်းတရားလေးကသူတန်ဝေကရကုံအကြောင်းနဲ့ပတ်သက်ပြီးတော့ပါဠိဝဒရံအာမတာတဝဒန္တရံကိစ္စလတ္တပိယံပုဒ္ဒံအဘဒဝဝသရမတံဒါဒဥခမည်းတော်မင်းတရားကျွန်ုပ်သည်အာမတာတဝဒန္တရံမေမေဖေဖေဟူ၍ခေါ်တတ်ခါမြသာဖြစ်သေးသောသရံဥမင်းရောခြင်းသို့အဘဒဝမရောက်သေးသောကလေးငယ်လေးနော်မေမေဖေဖေခေါ်တတ်ခါမြသေးတာဖြစ်တဲ့အမတန်သေရနုနဲ့ငယ်ရလာတဲ့ကလေးတငယ်လေးတေရလွန်တရားမှငယ်ရလာသေးတော့တေရလွန်တရားမှငယ်ရလာသေးသောကလေးလေးကိုမတန်သေဆုံး၍သွားသည်ကိုကျွန်ုပ်သည်ပတ်သားမိတွေ့မြင်ခဲ့ပါ၏လူလောကမှာတဲ့သေရနုနဲ့ငယ်ငယ်လေးနဲ့အမေရဖေရခေါ်ရကမြရှိတဲ့ကလေးလေးအိုမင်းရရောခြင်းလို့ဆိုတဲ့ကြီးတဲ့အရွယ်ပိုင်းတို့မရောက်ခင်မှာပဲသေမင်းရဲ့လက်တွင်းသို့သက်ဆင်းသွားရတာကိုကျွန်ုပ်ကိုယ်တိုင်သိရပါတယ်တဲ့လောကရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတကလားသိခြင်းတရားလို့ဆိုတာကြီးတယ်ငယ်တယ်မဆိုတာကြီးတယ်ငယ်တယ်လို့ရွေးချယ်ပြီးတကလားမနေပါပါသမိဝဒရံအမတတဝရံရံကိစ္စလတ္တပိယဗုဒ္ဓံအဘဒဝဝသရမတံအလွန်တရားမှာခဲခဲရင်ရလာတဲ့အလွန်တရားမှာချစ်မြတ်နိုးလာတဲ့သားလေးကိုစွန့်ပစ်သွားကြရတယ်တဲ့အဲလိုစွန့်ပစ်သွားကြရတဲ့ဘုံအလုံးစုံကိုလည်းပဲကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ကြရပါတယ်ပါဇာမိဝဒရိအာမတတဝဒန္တရံ
ပါတမေဝတရိကုမာရိသာရုတတနာနဝဝသကလေးရံဝံနဝဝသကလေးရံဝပလောကံဇေဝိတခယံတရုသားငယ်လေးငယ်ငယ်ရွယ်ရွယ်သေးတာကိုမြင်ရတယ်လို့ပဲမြစ်စုကလေးများလို့အမတန်နုနယ်လာတဲ့မြစ်စုကလေးများလို့ပဲသေမင်းရဲ့လက်တွင်းမှာသက်ဆင်းပြီးတော့သွားရတဲ့အမတန်လှပတဲ့သူငယ်မလေးတွေကိုလည်းပဲသေမင်းရဲ့လက်တွင်းမှာသက်ဆင်းပြီးတက္ကလာသေဆုံးသွားကြရတာကိုလည်းပဲကျွန်ုပ်ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်အလောင်းတော်မင်းသားလေးကနော်ငယ်ငယ်လေးနဲ့သေဆုံးသွားရတဲ့လောကရဲ့ဓမ္မတာတွေကိုပြောပြပြီးတော့ငယ်ငယ်မှာသာလင်းတရားဓမ္မကျင့်နေကျင့်လိုက်တဲ့အကြောင်းသေခြင်းတရားဟာမဝေးလာတဲ့အကြောင်းကိုခပြီးတော့မင်းတရားကြီးအားတရားဟောနေပါတယ်တရပိမိယနိနရာသအထနာရိယောတရာလုံးတရားငယ်ရလာကုန်သောနရာသအမျိုးသားယောက်ျားတို့သည်လည်းနာရိယောသအမျိုးသမီးတို့သည်လည်းကောင်းမိယနိသေဆုံး၍တွားတတ်ကြပါပဲကုန်တော့၏အသက်ရငယ်ပင်ကြီးစကားကိုအမျိုးသားရောအမျိုးသမီးရောသေကြတာရှိပဲအဲလိုသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေတဲ့လောကမှာဒုနဲ့ဒီအမတ္တမများလာပါတယ်အဲဒီပုဂ္ဂိုလ်တွေကိုကြည့်ပြီးတကလားတဝေကယူလို့ကျွန်တော်အနေနဲ့တိုင်းတော်ပြီးတော့ပြန်ပြီးတော့ဘယင်လောက်ကိုရလုံးဝအလုံးမရှိပါဘူးလို့ခပြီးတော့မင်းတရားကြီးကိုဒီလိုညင်းပဲနော်တရားတော်မှာပြတာပြတကလားညင်းပဲတယ်အဲလိုညင်းပဲလိုက်တဲ့အခါမှာနောက်ဆက်ပြီးတော့ဗာတရားကိုဟောလိုက်သေးတယ်လေလို့ဆိုလို့ရှင်နေသမဘဟတောလောကောနေစေသပရိဝါရိတောနေသမဘဟတောလောကောနေစေသပရိဝါရိတောအာမောဂတုဝဇာတိတုကိမံရိစေပိသိသတိနေသံအမြဲတမ်းလည်းနေသံအမြဲတမ်းလည်းအဘဟတောလွှမ်းမှုနှိမ့်စေခံရပါတယ်နေသံအမြဲတမ်းလည်းအဘဟတောလွှမ်းမှုနှိမ့်စေခံရသည်အမိဖြစ်ပါပေ၏နေသံအမြဲပရိဝါရီတောဝိုင်းဝုံချမ်းရ၍နေရသည်အမိဖြစ်ပါပေတော့၏အာမောဂတုအချင်းဒီမဟုတ်ကုန်သည်ဖြစ်၍ဝဇာတိတုသွား၍နေကြကုန်စေအချိန်ဒီကုန်လုံး၍နေကြကုန်စေကိအဘဲကြောင့်မှကျွန်တော်ကိုရစေမင်းဖြစ်၌အဘိသိစေယုံဘိသိတွန်းတဲ့မှာကုန်သတည်းခဏတော်မင်းတရားတဲ့စဉ်းစားပြီးတော့ကြည်စမ်းပါတတ္တဝါတွေဆိုတာအမြဲတမ်းအနှိမ့်ဆက်ခံနေရတဲ့အမြဲတမ်းရန်သူတွေရဲ့အဝိုင်းခံနေရပါတယ်တဏှိတည်းကုံဆုံးပြီးတော့သွားတယ်ဆိုတာအကျိုးမဲ့အချင်းကြီးအလဟတကုံသွားတာမဟုတ်ပါဘူးမိမိရဲ့တဏ္ဍာကအစင်းနေချမ်းသာမှုတွေခွန်အားမှုတွေဒါတွေကိုယူဆောင်ပြီးတော့အတ္တဇီဝိတတွေယူဆောင်ပြီးတော့ကုံလွန်ပြီးတော့သွားတာဖြစ်ပါတယ်ဒီလိုရဲ့လောကသဘာဝကိုကြည့်ပြီးတဲ့အခါလားကျွန်ုပ်ကိုမင်းဖြစ်ဘာဖြစ်လို့အဘိဓိတ်သွင်းကျင်ရတာတော့အဘိဓိတ်မသွင်းကျင်ပါနဲ့ကျွန်ုပ်တို့ကမအိုခင်မနာခင်မသိခင်တရားဓမ္မကိုကျင့်ကြကြိုးကိုအထုတ်သင့်ပါတယ်လို့အလောင်းတော်တေမယကုမာရမင်းသားလေးကဟောကြားလိုက်တဲ့အခါမှာခမည်းတော်မင်းတရားကြီးကအမြဲတမ်းအနှိမ့်ဆက်ခံနေရတဲ့ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ချစ်တာဘယ်သူကများချစ်တာလားနှိမ့်ဆက်နေတယ်လဲဆိုတာကေနာဘတောလောကောကေနာသပရိဝါရိတောကာယောအမောဂကိစ္ဆန္တိတမေအခါဟိပုစိတောဒါတတေမိယကုမာရချစ်တာတေမိယကုမာရကေနအဘေတယသည်အဘဟတောလွှမ်းမိုးနှိမ့်ဆက်ရသည်အသိဖြစ်သည်ချစ်တာကိုဘယ်အရာကလွှမ်းမိုးပြီးတော့နှိမ့်ဆက်နေဆုံးကေနဘေယသည်ပရိဝါရိတောဝိုင်းဝန်းချမ်းရအသိဖြစ်လေသည်ကာယောအဘေအရာတို့သည်အမောကအချင်းဒီမဟုတ်ကုန်သည်ဖြစ်၍ဝဇန္တိတွာလာကုံဆုံး၍နေကြကုန်သည်ဗုဒ္ဓမင်းများဘာတော်တွန်တယ်မင်းကအခါဤဖြေကြသမာလောဟု၍ပိတာခမည်းတော်မင်းတရားသည်အပုစီတိလိုရည်နှင့်လျောက်မေးခဲ့လေတည်းအဲ့လိုမင်းများလိုက်တဲ့အခါကျတော့မေဇုလဘတော်လောဘောသရာယပရိဝါရိတောရတယောအမောဟကိသတိဧဝံသနာဟိခတ္တိယဥခမည်းတော်မင်းတရားလောကကြီးမှာဘသူကနေပြီးတော့လွှမ်းမိုးနေတယ်လေလို့ဆိုလို့ရှိရင်မေဇုနာသေမင်းဒီအဘဟတောလွှမ်းမိုးနေတဲ့အတိဖြစ်လောကကြီးတစ်ခုလုံးဘသူနှိမ့်ဆက်နေတာတော့ဘသူကလွှမ်းနေတာတော့ဘယ်လိုအုပ်ချုပ်နေတာတော့လို့ကြည့်လိုက်မယ်ဆိုရင်သေမင်းကအုပ်ချုပ်နေတာသေမင်းကလွှမ်းနေတာလူတိုင်းကနောက်ဆုံးသေမင်းရဲ့အမိတ်ခံသွားကြရတာကြီးပဲမဟုတ်လားလောကမှာအာနာပြင်းလာပါတဲ့ဘယင်မင်းတရားတွေလည်းပဲနောက်ဆုံးသေမင်းရဲ့လက်တွင်မှာသက်ဆင်းကြရတာကြီးပါပဲဘယ်လောက်ပဲအာနာရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နောက်ဆုံးကြတော့သေမင်းအမိတ်နာခံကြရတာကြီးပဲတဲ့အဲဒါလည်းလောကမှာအုပ်ချုပ်ပြီးတော့နှိမ့်ဆက်နေတာဟာသေမင်းပဲ
မေသုနာသေမင်းဒီအပ္ပါတော်လွန်မှုနေစေ၍နေအပ်ပါပေတော့၏ဇရာယအိုခြင်းတရားသည်ပရိဝါရိတော်ဝိုင်းဝန်းချမ်းရ၍နေပါပေတော့၏အဲ့ဒီသေခြင်းတရားကသေမင်းကနှိမ့်ဆက်တဲ့အခါမှာဘယ်သူတွေကဝိုင်းဝန်းလိုက်ပါလာတယ်လဲဆိုရင်အိုခြင်းတရားတွေဝိုင်းဝန်းလိုက်ပါလာခဲ့အိုခြင်းတရားဟာသေမင်းရဲ့ချမ်းရမယ်အဲ့ဒီအိုခြင်းတရားကချမ်းရဝိုင်းဝန်းမြေတကားလာလိုက်ပါလာပြီးတော့သေမင်းကနေပြီးတော့နှိမ့်ဆက်ခေါငင်လို့သွားပါတယ်လူလောကတတ္တလောကမှာကြည်လိုက်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရဗန္တယောညင်းတို့သည်အမောကအချင်းဒီမောကုန်သည်ဖြစ်ဖြစ်ကိစ္စသည်ကုံဆုံး၍သွားကြလေကုန်၏တဏိတယေတဏိနဲ့ကုန်းလာလိုက်တာပြန်ပြီးတော့စဉ်းစားကြည့်ကိုဘဝနော်ညတွေဟာလွန်လာလိုက်တာတရက်ဒီလွန်ပြီးတော့လာလိုက်တယ်အဲလိုလွန်လာတဲ့ညတွေဟာကုံသွားတာအလကားကုံသွားသလားသူတို့ကြီးတက်ကုံသလားဥပမာပဲဟိုးတနေ့ကဘုန်းကြီးတို့ဒီမှာရောက်ပြီးတော့ပထမညတရားဟောတယ်လာပြီးကြောတရက်နေ့ညအခုရှိသေးသလားမရှိတော့ဘူးလာပြီးကြော2ရက်နေ့ညရှိသေးသလားမရှိဘူးအခုလာပြီးကြော3ရက်နေ့ညရောက်နေပြီနော်အဲ့ဒီကုံသွားတဲ့ရက်တွေကသူတို့ကြီးကုံသွားတာလားလို့ဆိုမဟုတ်ဘူးဘုန်းကြီးတို့မျိုးအောင်လားမျိုးအောင်သမီးတွေစဉ်းစားပြီးတော့ကြည့်ကြဘုန်းကြီးတို့မျိုးအောင်လားမျိုးအောင်သမီးတွေရဲ့တဏ္ဍာမှာရှိတဲ့အသက်တွေကိုယူဆောင်ပြီးတော့သွားကြတယ်အဆင်းရောင်တွေကိုယူဆောင်ပြီးတော့သွားကြတယ်ခွန်အားဗလာတွေကိုယူဆောင်ပြီးတော့သွားကြတယ်ဟိုတနေ့တုန်းကအသက်ဟိုတနေ့တုန်းကအစဉ်ဟိုတနေ့တုန်းကခွန်အားပလာတွေဟာမရှိတော့ဘူးတဲ့တနေ့သေဘက်နီးလာတာမဟုတ်လားတနေ့သေဘက်နီးလာတယ်နွားသာယုံလေးတို့ခေါ်သွင်းပြီးတော့သွားတဲ့နွားကြီးဟာခြေတလန်းနဲ့တလန်းသေဖို့ရနီးလာတယ်လို့ပဲဘယ်လိုမျိုးအောင်သားမျိုးအောင်ကြီးတွေကလည်းပဲတညာလွန်မြောက်သွားတယ်ဆိုလို့ရှိရင်သေဖို့ရနီးလာပြန်တာပဲအဲ့လိုနီးလာတာရက်ကသာကုန်တာမဟုတ်ဘူးတဲ့အသက်ကလည်းပဲရော့မသွားဘူးလားနော်85နှစ်နေရမယ့်ပုဂ္ဂိုလ်တရားဟာဟာလာတညလွန်သွားလို့ရှိရင်ဒါတရက်ကုန်သွားပြန်ပြီသူ့ကိုရော့သွားတာပဲမဟုတ်လားအစင်းအနေနဲ့လည်းပဲဒါရော့သွားတာပဲခွန်အားဗလာအနေနဲ့လည်းပဲရော့သွားတာပဲအဲ့ဒီတော့အစင်းရဲ့အသက်ရဲ့ခွန်အားဗလာရဲ့ယူဆောင်ပြည့်တဲ့ကလာညစ်နေရကုန်ပြီးတော့သွားပါတယ်အလကားသွားတာမဟုတ်ဘူးနော်ကိုယ်တဏ္ဍာကဓာရီပါသွားတယ်လို့ဒီလိုအောက်မဲ့အာဟောပညာရှိတွေရေးပြီးတော့ထားတဲ့တဏီကွဲသေးနေတို့တခါကုမသေးဟုမထင်လိုက်ပါနဲ့နေကွယ်ရာအကျိန်များလင်လားသေနေရတစ်ကြိမ်သွားရလိမ့်မယ်တားမရဘူးဆိုလို့နော်တဏီနေတခါကွယ်သွားလို့ရှိရင်သေနေပဲတခါခုသွားပြီတဲ့နေကွယ်ရာတွေအကျိန်များသွားလို့ရှိရင်သေနေရတခါသွားရလိမ့်မယ်တားလို့မရဘူးဘယ်တားရအောင်နော်တနေ့ကုန်သွားလို့ချင်းငါသေဖို့ရတရက်နီးလာပြီတနေ့ကုန်သွားရင်သေဖို့ရငါတရက်နီးလာပြီလို့ဒီလိုနှလုံးသွင်းဆင်ခြင်ပြည့်တဲ့ကလာကြည့်ရပါလိမ့်မယ်မေသုလသေဝိနိယဘာတော်လွန်မှုနေစေပါပေတော့ဤသရာယအိုခြင်းတရားသည်ပရိဝါရိတော်ဝိုင်းဝန်းချမ်းရအပ်ပါပေတော့ဤရတယောညာတို့ဒီအမောကအချင်းဒီမဟုတ်ကုန်သည်ဖြစ်ဖြစ်ကိသန္တိကုံလုံးရသွားကြပါပေကုန်ဤခန္တီယအိုဘယင်မင်းတရားဧဝံဤသို့ဇန္နာဟိသိပါတော်ဟု၍ဘာရိတော်ဘုရားလောင်းဒီဩဇာကောင်းစားမတိဖြေကြလိုက်ပါပေတည်းယထာပိတံတိဝိတတိယယတိဥပဝယတိအပကံဟောတိဝေတဗံဧဝံမေသနာဇိဝိတံတတ္တဝါတွေရဲ့အသက်ဆိုတာဘယ်လိုလဲဘာနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ချင်းရက်ကန်းရက်နေတာနဲ့ဥပမာတူတယ်ရက်ကန်းရက်လိုက်တာတစ်ခါရက်လိုက်ရင်ဟာလားတိုင်းချီနဲ့အဖောက်ချီဆိုတာရှိတယ်အဲ့ဒီအတိုင်းချီကတဖြည်းဖြည်းတစ်ချက်ရက်လိုက်ရင်တိုးပြီးတော့မသွားဘူးလားတစ်ချက်ရက်လိုက်တိုးသွားလိုက်တစ်ချက်ရက်လိုက်တိုးသွားလိုက်တစ်ချက်ရက်လိုက်တိုးသွားလိုက်တဲ့တဖြည်းဖြည်းပြည့်သွားဖို့ပဲရှိတယ်နော်အဲ့ဒါကိုယထာပိတံတေဝိတတိယံယတိဥပဝိယတိတန်တေချီဝဝိယတိရလောအတိရှိတော်ယံယတိဝအကျဉ်ချီအကျဉ်ချီဟောတာလေဝိယတိရလောအဤအပကံဟောတိဝိတပံနောက်ထပ်ရက်စရာအနိငယ်များသာကြံပေတော့ဤဧဝံဤကဲ့သို့သာလင်တတ္တနာတတ္တဝါတို့ဤအာယုအတ္တတိဧဝံပမဤကဲ့သို့ပင်အလားတူလာပါပေတော့ဤဇက်ကံရက်နေတဲ့အတိုင်းပါပဲတဲ့နော်လူတွေရဲ့ဘဝတနေ့ကုန်းသွားတာရက်ကန်းရက်နေတဲ့အတိုင်းပဲရက်စရာအနိငယ်သာတခါရက်လိုက်နောက်ထပ်ရက်ဖို့ရအနိငယ်များသာကြံသလိုအသက်ဟာလည်းပဲတဖြည်းဖြည်းနည်းပြီးတော့လာတယ်လို့ဒီလိုဆိုလိုပါတယ်ယထာဝိတနေဝိတတိယံယတိဟုပါဝေယတိအပကံဟောတိဝေတဗံဧဝံမေသနာဇိဝိတံတတ္တဝါတွေရဲ့အသက်ဟာလည်းပဲဒီတိုင်းပဲတဲ့နော်အတေယုံမှာဤခန္ဓာကလွန်စွာဆိုးညစ်လွန်မရှိယ
ဖြစ်ဖြစ်မြည်ထနှင်းညာညိုများအာယုခန်းလျက်ရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးသောရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးသောနော်ဒါပြည့်ပြည့်တိုးသွားတယ်လို့ပဲတနေ့ကုန်းသွားလို့ရှင်သေဖို့ရအတွက်တနေ့နီးလာပြီလို့ခမည်းတော်မင်းတရားကြီးကိုတရားချပြီးတကလားဟောနေခဲ့ပါတယ်ယထာပိဝါရိဝဟောပုရောကိစ္ဆန္တုပနိဝတ္တိဧဝယမယုမနုဿာလံကိစ္ဆန္တုပနိဝတ္တိတာတအိုခမည်းတော်မင်းတရားဝါရိဝဟောပူရောပြည့်နေတော့ဝါရိဝဟောရေတို့သေဆောင်၍လာတဲ့မြေတီသည်ကိစ္ဆံသွားသည်ရှိတော့နဥပနိဝတ္တိနောက်သို့ပြန်၍မဆုတ်တတ်ပါသိသွားတဲ့ကြီးဟာနောက်ကျောင်းပြန်လာရှိရတယ်မရှိဘူးတဲ့ဧဝံဤတုတတ္တနာတတ္တဝါတို့၏အာယုအတ္တတိကိစ္ဆံတရေတရေနဲ့သွားသည်ရှိတော့နနိပနနုပနိဝတ္တိနောက်ကျောင်းပြန်၍မလိတတ်ပါတောင်ကနေပြီးတော့ကျလာတဲ့တောင်ကျမြေကြီးဟာတလဟောထိုးပြီးတော့သိသွားတယ်လို့ပဲတတ္တဝါတွေရဲ့အသက်ဟာလည်းပဲသေဘက်တို့သာလည်းတလဟောထိုးပြီးတကလာသွားနေခဲ့ပါတယ်ယထာပိဝါရိဝဟောပုရောဝဟေရုကေပကုလစေယထာပိဝါရိဝဟောပုရောဝဟေရုကေပကုလစေဧဝံသရမရဏိနဝံတေတဗ္ဗပါဏိတောယထာပိဥမဝအဖြင့်ပုရောပြည့်နေသောဝါရိဝဟောမြည်တည်သည်ရုက္ခပကုလစေဥပကုလစေကံနာ၌ပေါရည်နေကုန်သောရုက္ခေသစ်ပင်တို့ဝဟေဝဟတိတိုက်ဆောင်၍သွားပြီးတဲ့ကဲ့သို့ဧဝန္တရာထို့အတူသရမရဏိနာအိုခြင်းတရားသေခြင်းတရားသည်တဗ္ဗပါဏိနောကျင့်မဲ့အုပ်သုံးအလုံးစုံသောတတ္တဝါတို့ကိုဘုံရှံတေတိုက်မျိုး၍ယူအပ်ပါပေကုန်တော့၏ရေတွေပြည့်လျံပြည့်တဲ့ကလာတသွင်သွင်စီးလာတဲ့မြေကြီးသည်ကန်းစပ်မှာပေါက်နေတဲ့သစ်ပင်တွေကိုတိုက်မျိုးပြီးတော့တည်ဆောင်ပြီးသွားတဲ့ကဲ့သို့သရတရားအိုခြင်းတရားမရဏတရားသေခြင်းတရားလို့ဆိုရဲအိုခြင်းသေခြင်းတရားတို့သည်တတ္တဝါအလုံးကိုတိုက်ဆောင်ပြည့်တဲ့ကလာယူသွားတတ်ပါတယ်အဲဒါလိုဗောဓိသတော်ဖရာအလောင်းကဩဇခမည်းတော်မင်းတရားကြီးတန်ဝေကရဖို့အရင်နဲ့ဆက်လျင်ကဟောကြားတော်မူလိုက်ပါပေတည်းအဲဒါလိုဟောကြားလိုက်တဲ့အခါကျတော့တရားဓမ္မကိုနာယူပြီးတော့နေရတဲ့ဂါတိမင်းတရားကြီးနဲ့ခမည်းတော်မင်းတရားကြီးမေတော်သန္တာဒေဝီမိဖုရားကြီးတို့ဟာမိမိတို့ရဲ့သာတော်ဖြစ်တဲ့တိမိယကုမာရယသိလေးဟောပြောတဲ့သေခြင်းတရားနဲ့ပတ်သက်လူရဲ့အသက်နဲ့ပတ်သက်ပြီးတကလာဟောတဲ့တရားဓမ္မတွေနာရတော့တန်ဝေကားတွေဖြစ်သွားလို့ယသိယဟန်ပြုဖို့ရစိတ်တွေထက်တန်လာခဲ့ကြတယ်တဲ့ငကိုတုံးကရည်ရွယ်ချက်ကတော့ဒုသားကလေးမရရအောင်နန်းတော်ပြန်ခေါ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာခဲ့ကြတာနော်အခုသာတော်လေးရတရားဓမ္မဟောပြောပြတဲ့ကလာနားချလိုက်တဲ့အခါမှာဩဟုတ်ပါလားတို့ရဲ့အသက်ဟာဖြင့်တနေ့တနေ့တရေရေနဲ့ကုန်ခန်းပြတဲ့ကလာလာတာမတည်ခင်တို့တရားဓမ္မရှင်းပါပဲလို့အလုံးမင်းကြီးမင်းသားတွေနဲ့ကွာမောင်မမိတ်တာချွေရသိမင်းနေပါတန်ဝေကဒီကြီးစွာဖြစ်လို့ယသိယဟန်ပြုကြတော့မယ်လို့ဆိုတဲ့ဆုံးဖြတ်ချက်တွေကိုစီချလိုက်ကြတယ်ဘုန်းကြီးတို့ပြိဿရောအဲ့ဒါလို့ဆုံးဖြတ်ချက်ကလေးများချကြရလားမချကြဘူးတဲပြောင်းလိုက်ပါလားနော်အဲ့ဒါလို့ဆုံးဖြတ်ချက်ချပြတဲ့ကလာခမည်းတော်မင်းတရားကတစ်ချိန်ထပ်ပြီးတော့တို့တော့တဝေကားတွေရပြီးတော့ဟောဒီတော်ထဲမှာပဲယသိယဟန်လုပ်ပြီးတော့နေတော့မယ်ငါတို့ရဲ့သားလေးကတော့ငယ်ပါသေးတယ်ရွှေနန်းတော့ပြန်ပြီးတော့လွတ်အောင်ပါပဲသူကတကယ်စိတ်ဆန္ဒထက်တန်တာမှဟုတ်ကဲ့လားလို့ဆိုပြီးဒုတိယတစ်ချိန်ထပ်ပြီးတော့ပြောပြန်တယ်နော်သားတော်လေးကိုဒုတိယတစ်ချိန်ထပ်ပြီးတဲ့ကလာအိုချစ်သာတင်မိယကုမာရချစ်သားရဲ့အသက်ငယ်ငယ်ရွယ်ရွယ်လေးသာရှိပါသေးတယ်တော်ထဲမှာနေလို့ဘာမှအကျိုးမရှိပါချစ်သားလိုခြင်းချစ်သားအတွက်ရွှေနံစည်းစိမ်တွေကိုငါအလုံးစုံအနှင်းပါတယ်နေပြည်တော်ပြန်ပြင်းတကလားချစ်သားဘယင်လောက်ပါအောင်ရဲ့လို့ခမည်းတော်မင်းတရားကြီးကအမျိုးမျိုးနားချပြီးတော့ပြောလိုက်ကြပါတယ်ချစ်သားလိုရှိတဲ့စည်းစိမ်ဥစ္စာရွှေငွေရတနာတွေအလုံးအနှင်းပြီးတော့ငါ၏ချစ်သားနန်းတော်ပြန်လို့တိုင်းတော်ပြည်တော်ပြန်လို့ရွှေနံစည်းစိမ်ကိုငြိမ်ငြိမ်ကြီးခံစားပါတဲ့ဖခင်ကြီးတော်တို့တော့ဒီတော်ထဲမှာပဲယသိယံဝတ်ပြီးတော့နေခဲ့ပါမယ်လို့အဲ့လိုလိုပြောလိုက်တဲ့အခါကျတော့အလောင်းတော်တိမိယကုမာရယသိလေးကဗာတရားဆက်ပြီးတော့ဟောတယ်လေလို့ဆိုရင်အမိတော်မင်းတရားကြီးကပစ္စည်းဥစ္စာတွေပေးမယ်နော်မင်းသမီးချောချောလှလှဒီနဲ့လက်ထထင်းပြန်ပေးမယ်လို့ဒီလိုပြောတာလေအလောင်းတော်တိမိယမင်းသားလေးကကိန်းကလေးနာယခိယေထာကိန်းပရိယာယမရိတတိကေယောပဏိနာဇိနေနာယံသရာယာဘိကုယတိ
ဒါတဥခမီတော်မင်းတရားယန္တနာဖြင့်ဥစ္စာရိခရတိကုံဆုံး၍သွားတတ်ပါပြီဒေနဒနေနာထိုကုံဆုံး၍သွားတတ်သောဥစ္စာဖြင့်ဂိတ်အဘယ်အကျိုးရှိပါအနိခမီတော်မင်းတရားကြီးကရွှေငွေပန္နာတွေကိုကျွန်ုပ်ကိုအနှဲမယ်လို့ပြောပါတယ်ခမီတော်မင်းတရားကြီးအနှဲမယ်ရွှေတွေငွေတွေဟာကုန်ပြီးတော့မသွားဘူးလားတဲ့ကုန်သွားတယ်ရွှေငွေကတော့လေလူကိုစွန့်တယ်ဥစ္စာကတော့လေလူကိုစွန့်တယ်လူကတော့လေဥစ္စာကိုစွန့်တယ်မစွန့်ရတဲ့အချိန်တွင်းမှာလည်းပဲယန္တုယုံ၅ပါးဖြစ်စည်းလို့ပြည့်စည်ပြီးတော့သွားတတ်ပါတယ်အဲ့လိုလိုကုန်ခန်းပြည့်စည်တတ်တဲ့ဥစ္စာမျိုးကိုကျွန်တော်မလိုချင်ပါဘူးနော်ပစ္စည်းဆိုတာကုန်တတ်တာပဲတဲ့ကုန်တတ်တဲ့ပစ္စည်းမျိုးကျွန်တော်မလိုချင်ဘူးတဲ့ယန္တနာချင်းပစ္စည်းဥစ္စာသည်ခေယထာကုန်ခန်း၍သွားရဒေနဒနေနာထိုကုန်ခန်း၍သွားတတ်သောဥစ္စာပစ္စည်းမျိုးဖြင့်ကိန်းအဘယ်အကျိုးရှိပါတော့အနိယာဝရိယာအချင်းမယားသည်မရိတ္တိသေဆုံးရလတံဒါယဝရိယာထိုသေလတံလုံးမရဖြင့်ကိန်းအဘယ်အကျိုးရှိပါအနိခမီတော်မင်းတရားကြီးကဟိုးမင်းသားတွေတိုင်းတော်ပြည်တော်ရဲ့အနိမှာရှိတဲ့ပြည်ချမ်းမင်းတွေရဲ့သမီးကျော်သမီးလာတွေကိုခေါ်ငင်ကလက်ထထိန်မြန်ပြည်တက္ကလာပေးမယ်လို့ပြောတယ်အဲ့လိုကလို့လက်ထထိန်မြန်ပေးမယ်မယားဇနီးတွေဟာသေတတ်တဲ့မယားဇနီးတွေကြီးပဲအဲ့လိုသေတတ်တဲ့မယားဖြင့်ကျွန်ုပ်မှာဘာအကျိုးရှိပါအံ့မလဲယာဝရိယချင်းမယားတွေမရိတ္တိသေဆုံးလက်တံတာယာဝရိယယာထိုမယားဖြင့်ဂိတ်အဘယ်အကျိုးရှိပါအံ့နိယံအချင်းနုပြိုတဲ့အရွယ်ကိုဇရာယအိုခြင်းတရားသည်အဘိဘုံယတိလွှမ်းမိုးနှိမ့်ဆက်အပ်၏ဇေနေနာအိုတတ်သောဝါအိုခြင်းတရားသည်အမျက်မကျနှိမ့်ဆက်၍နေတတ်သောဒေနယုပနေနာထိုနုပြိုခြင်းဖြင့်ဂိတ်အဘယ်အကျိုးရှိပါအံ့နိခမီးတော်မင်းတရားကြီးကပြောတဲ့ငါသာတေမိယကုမာရအခုချိန်မှာတရားငယ်ငယ်ရွယ်ရွယ်တည်းရဲ့နုနဲ့ပြိုပြစ်နုနယ်ပြည်တက္ကလာနေသေးတယ်လို့ဒီလိုပြောအဲ့လိုပြိုပြစ်နုနယ်တဲ့အရွယ်လေးဟာဘယ်သူကနှိမ့်ဆက်နေတယ်လဲလို့ဆိုရင်ဇရာတရားကနှိမ့်ဆက်နေတယ်ဇရာတရားနဲ့အမြဲတမ်းရှင်တွဲနေရလို့တဏှိတစ်ချိန်ကျတော့အိုရအဲ့လိုကလို့အိုလက်တန့်ဖြစ်တဲ့ပြိုမြစ်နုနယ်ခြင်းဖြင့်လည်းပဲကျွန်ုပ်မှာဘာအကျိုးရှိမလဲမအိုခင်ကပဲမအိုရမလားရမသေးအဖြစ်တဲ့တရားကိုသာလည်းကျွန်တော်ကြက်ကြကြုတ်ကိုအထုတ်လိုပါတယ်လောကမှာမအိုတတ်တဲ့မဟောင်းတတ်တာဆိုတာသူတော်ကောင်းတရားပဲရှိတယ်နော်ဇီရဏိဝေရသရတာသူစိတ်တာအထောတရိရတိဇရာဥပေတိတတေသဓမ္မောနဇရာဥပေတိတတောဟဝေတပိပဝေဒယနိဓမ္မပဒမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ဟောထားတာရှိဇေရဏိဝေရာဇရထသူစိတ်တာအလွန်တရာဆန်းကျဲလာပါကုန်သောရာဇရထမင်းကြီးယထာတို့သည်ဝေစင်စစ်ဇေရဏိအိုမင်းသားကြကုန်၏ယရဏ9ပါးနဲ့စီကျဲပြီးတော့အမတန်လှပတဲ့ဘယင်တွေသုံးဆောင်တဲ့မင်းကြီးယထာတွေဟာလည်းပဲတနေ့ကျတော့ဆွေးသွားတာပဲအိုသွားတာပဲပျက်စီးသွားတာပဲနော်အထောတော်ဖြင့်တရိရတိမိမိရဲ့ခန္ဓာကိုယ်ကြီးသည်ဒီသရံအိုမင်းရင်ရောခြင်းတို့ဥပေတိရောက်ရ၏ဘလောက်လှပါတဲ့ရွှေစင်ကဲသို့ဝါဝင်နေတဲ့အဆင်းရည်အသားရည်ရှိတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါစေခန္ဓာကိုယ်ကြီးရလည်းပဲတနေ့ကျတော့အိုပြီးတော့သွားတာပါပဲအထောတရိဓမ္မိသရံဥပေတိတတေသဓမ္မောနသရံဥပေတိတတံဖယသာသသူတော်ကောင်းအများတို့ဤဓမ္မောသူတော်ကောင်းတရားသည်ကသရံအိုမင်းရရောခြင်းတို့နဥပေတိမရောက်ရပါလောကမှာတော့ပြောင်းလဲပြီးတော့ရင်ရောပျက်စီးသွားတဲ့သဘောမရှိတာတော့သူတော်ကောင်းတရားပဲတဲ့သူတော်ကောင်းတရားသာလည်းမအိုတာဖြစ်တဲ့ဟောင်းနှံပျက်စီးခြင်းမရှိဘူးတဲ့အဲ့ဒီဟောင်းနှံပျက်စီးအိုမင်းရရောခြင်းကင်းတဲ့သူတော်ကောင်းတရားကိုလည်းကျင့်ကြံကြိုးကိုအထုတ်မယ်လို့အလောင်းတော်တင်မြတ်ကုမာရမင်းသားလေးကဒီအဓိပ္ပာယ်ကိုကြည်ရပြီးတော့ပြောတယ်နော်ကေယဝနေနာစိနေနာယံသရာယဘိဘုယတိအိုခြင်းတရားကလွှမ်းမိုးနှိမ့်ဆက်နေတဲ့လူပြိုခြင်းဖြင့်ကျွန်ုပ်မှာဘာအသုံးချမလဲဘာအကျိုးရှိပါမလဲဒါကြောင့်မို့လို့ကျွန်ုပ်ဒီလူပြိုနေပြီမဲ့လို့သူတော်ကောင်းတရားကိုလည်းကျင့်ကြံကြိုးကိုအထုတ်လိုပါတယ်အဲ့လိုကလို့ခလေးတော့မဲ့ရင်နေကြအောင်လို့ဖလာနံတတိတို့ဤဗတနာတော်ကြွေးကြခြင်းမှဗယံဘေဒီဥပိသတိယထာဖြစ်တဲ့ကဲ့သို့တတိလေးများမှဲ့လာပြီဆိုလို့ရှိရင်အညာကကြွေဖို့ရသေချာမနေဘူးလားသေချာနေတယ်အဲ့ဒီကြွေခြင်းဟာတတိအဖို့ဘေးပဲတောက်เสียအကောင်းဆုံးပဲအောက်ကြွေကြသွားတာအမတန်မှကြောက်เสียကောင်းတဲ့အခြေအနေပါအဲ့ဒီတိုင်းပဲတဲ့ဇာတနာလူဘဝတွင်မွေးဖွား၍လာကြကုန်သောမေတ္တာနတ္တဝါတို့ဤမာရဏတော်သေခြင်းမှာဗယံမေးသည်ဇာတော်ဖြစ်ပေါ်၍လာတတ်ပါပေတော့ဤလူတွေမှလည်းပဲတဲ့မွေးဖွားလာပြီးတဲ့နောက်သေဆုံးမှုဟာကြောက်เสียအကောင်းဆုံးပါပဲသေတိများအတိပိတကလာကြွေကြသွားတယ်လို့လူဟာလည်းပဲ
ဒီတဘောကနေပြီးတော့ရွေလျာသေဆုံးပြီးတော့သွားရတာကြောက်เสียအကောင်းဆုံးတဲ့သေခြင်းတရားဆိုတာဆင်ញင်စဉ်းစားပြတဲ့ကလာတာဝေကတွေအမတန်ဖြစ်ပွားဖို့ကောင်းပါတယ်ငါငယ်သေးတာပဲငါကျမ်းမာသေးတာပဲလို့ဆိုပြီးတော့ငါအသက်ရှင်လျက်ရှိသေးတာပဲလို့ဆိုပြီးတော့လောကမှာရှိတဲ့လူတွေလေးစဉ်းစားပြီးတော့ကြည်ကြံအသက်ရှင်နေတဲ့ပုဂ္ဂိုလ်ကလည်းပဲဇီဝိတမထတဲ့အသက်ရှင်မှုပေါ်မှာမှန်ရစ်ပြီးတော့လှုပ်လိုက်ကြတာမကောင်းဘူးအကုသိုလ်တွေလည်းပဲလှုပ်တာပဲဟုတ်လားကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့ဒုစရိုက်လုပ်ငန်းတွေတွင်လှုပ်နေကြအားတော့ကြမရာတဲ့ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းပဲအိုးငါကျမ်းမာနေတာပဲဘာမှဆိုလှုပ်နိုင်တာပဲဆိုပြီးလှုပ်တာနောက်ပြီးတော့ယောဘနာမထအသက်အရွယ်နုနယ်ငယ်ရွယ်ပြည့်တဲ့ကာလနေတဲ့ပုဂ္ဂိုလ်ကလည်းပဲငါငယ်ငယ်လေးရှိသေးတာပဲမသေးသေးပါဘူးလို့ဆိုပြီးတော့မကောင်းတဲ့အလုပ်တွေလည်းပဲလုပ်တာပဲအချိန်ဖြုံးပြည့်တဲ့ကာလနေတယ်အခုလောင်းတော်မင်းသားလေးကတော့ဒါတွေအကုန်လုံးအလုံးစုံသိပြီးတော့ဆင်ញင်စဉ်းစားတယ်နော်မရဏသတိဘာဝနာနဲ့မိမိကိုယ်သံဝေကတရားဖြစ်ပွားစေပါတယ်အဲ့လိုလိုသံဝေကတရားဖြစ်ပွားစေတဲ့အတိုင်းခမည်းတော်မင်းတရားနဲ့မေတော်တို့ကိုလည်းပဲတရားဟောလို့နေခဲ့ပါတယ်သာယမေကေနဒိဋ္ဌာနိပါတော်ဒိဋ္ဌဘဟုဇနာပါတော်ဧကေနဒိဋ္ဌာနိသာယံဒိဋ္ဌဘဟုဇနာသာယမေကေနဒိဋ္ဌာနိပါတော်ဒိဋ္ဌဘဟုဇနာပါတော်နန္နေသောသောအခါကာလနဲ့ဘဟုဇနာများစွာသောလူတို့ကိုဒိဋ္ဌတွေ့မြင်အပ်ပါကုန်၏သာယံညနေကြအခါ၌ဧကေအချို့သောပုဂ္ဂိုလ်တို့ကိုနတ်တိတန်တိမတွေ့ကြရတော့ပါကုန်မနေ့တုန်းကလူတွေတွေ့ထားတဲ့လူတွေတဲကညနေကြတော့တချို့မရှိဘူးတဲ့သာယံညနေကြအခါ၌ဘဟုများစွာသောသူတို့ကိုဒိဋ္ဌတွေ့မြင်အပ်ပါကုန်၏ပါတော်နောက်တည့်နန်းနဲ့စောစောရောက်တဲ့အခါကာလမှာဧကေချို့သောသူတို့ကိုနတ်တိတန်တိမတွေ့မြင်ကြရတော့ပါကုန်ညနေတုန်းကတွေ့ထားတဲ့လူတွေနန်းနဲ့မိုးတောက်အလင်းရောက်တဲ့အခါကျတော့မတွေ့ရတော့ပြန်ဘူးတဲ့ဘာဖြစ်သွားတာတော့သေဆုံးပြီးတော့သွားကြရပါတယ်လူပေါင်းလူလောကမှာနော်ကိုယ်ရှိကိုယ်အောက်မှာပဲဒီလိုပျောက်ပြီးတော့သွားကြဘုန်းကြီးတို့ဒီတဘောလည်းတပေါင်းလာတုန်းကဒီမှာလာပြီးတော့တရားဟောတယ်ဘုန်းကြီးတို့နဲ့အမတရင်းနှီးတဲ့တက္ကကြီးချင်းအခုမတွေ့ရတော့ဘူးဟုတ်ကဲ့လားအခုမတွေ့ရတော့ဘူးအဲ့လိုလိုပဲတရိပ်နဲ့တယောက်ပျောက်သွားနှစ်ယောက်ပျောက်သွားနဲ့ပျောက်သွားလိုက်ကြတာဒီလိုပဲပျောက်သွားကြမှာနောက်အနှစ်တရာအတွင်းမှာဘုန်းကြီးတို့အခုတရားဟောနေတဲ့ဘုန်းကြီးရောဘုန်းကြီးတို့တရားဓမ္မတွေရောအနှစ်တရာအတွင်းမှာဟောဒီတရားနာပရိသတ်တွေရောတယောက်မှရှိပါဦးမလားရှိဘူးအဲ့ဒါတယောက်ချင်းပျောက်သွားမှာပဲပျောက်ထားတာတော့နော်အဲ့လိုတယောက်ချင်းပျောက်ပြီးတက္ကလာသွားတာကိုရည်ရွယ်ပြီးတက္ကလာညနေခင်းကအများကြီးတွေ့ရတယ်မနေ့ကျတော့တချို့မတွေ့ရတော့ဘူးမနေ့တုန်းကတွေ့ရတယ်ညနေကျတော့တချို့မတွေ့ရတော့ဘူးတဲ့သေခြင်းတရားနဲ့သေမင်းကနေပြည်တက္ကလာတတ္တဝါတွေကိုဆွဲခေါ်လို့သွားခဲ့ပါတယ်အဲ့ဒါကြောင့်မို့လို့ဘာလို့ရမလဲလို့ဆိုရင်ဣဇေဝကိစ္စတပံကောစင်ညာမရဏံသူဝေနိုင်နောသင်္ကရတိနမဟာသင်္နေနမေစုနာဣဇေဝနဗံမရွှေယနေ့၌ပင်လင်အာတပံကုသိုလ်ရေးရ၌အာထုတ်ကြိုးစားမှုကိုကိစ္စံကရဏီယံမုတ်ချမှန်စွာပြုသင့်ပြုတိုက်ပါပြီကုသိုလ်ကောင်းမှုနဲ့ခံရလို့ရွှေမနေနဲ့တဲ့ခဏိပဲလုပ်ပါနော်သေခြင်းတရားဟာကပ်ပြီးတော့နေပါတယ်ဧဇေဝလည်းဗမရှိယနေ့၌ပင်လည်းအာတပံကုသိုလ်ရေးရ၌ကြိုးစားအထောက်မှုလုံးလဝေရကိုကိစ္စံကရဏီယံပြုသင့်ပြုတိုက်ပါပြီတော့ဤသူဝေမရဏံနဲ့ဖြံကသေရမည်တပည့်ခါသေရမည်ကိုခောစင်ညာဘယ်လိုပိုင်သိနိုင်ပါမည်နည်းသိနိုင်ပါမလားသိပါဘူးသေရမလားတပည့်ခါသေရမလားလို့ဘယ်သူမှကိုမသိနိုင်ဘူးရုပ်တရက်ပျောက်ပြီးတော့သွားတယ်နော်သေဆုံးပြီးတဲ့ကလာသွားကြရပါတယ်ဘာဖြစ်လို့လို့ဆိုတော့မဟာသေးလေးနာများသောစိတ္တရှိသောဒေနမစ္ဆုနာထိုသေမင်းနဲ့သေမင်းမှာစိတ္တတွေကအများကြီးရှိတယ်တဲ့စိတ္တတွေစေလွတ်ပြတဲ့ကလာဘုန်းကြီးတို့မျိုးအောင်လားမျိုးပါသမီးတွေစဉ်းစားပြီးတော့ကြည့်ကြတာသေမင်းရဲ့စိတ္တတွေဆိုတာတခြားသွားရှာမနေနဲ့ကိုယ်တဏ္ဍာမှာရှိနေတယ်နော်ရောက်နေပြီသေမင်းရဲ့စိတ္တတွေသေမင်းရဲ့စိတ္တတွေဆိုတာတခြားမဟုတ်ပါ96ပြာယောဂဝေဒနာတွေဟာသေမင်းရဲ့စိတ္တတွေပါ25ပါးသောဘေးတွေဟာသေမင်းရဲ့စိတ္တတွေပါ32ပါးသောကံကြမ္မာတွေဟာလည်းပဲသေမင်းရဲ့စိတ္တတွေပါ96ပါးသောယောဂဝေဒနာအချင်းချုပ်တွက်နည်းကိုတော့ပြောမယ်တလိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာပေါင်း32မျိုးဒီတွေကြောင့်ဖြစ်တာက32မျိုးလေကြောင့်ဖြစ်တာက32မျိုးပေါင်းလိုက်တော့96ပါးယောဂဝေဒနာတို့သည်မိမိရဲ့ခန္ဓာကိုယ်မှာတဏှိမဟုတ်တဏှိရောက်ရှိပြီးတက္ကလာနေပါတယ်သေမင်းရဲ့စိတ္တတွေမိမိထံရောက်ပြီးတော့နေပြီတဲ့25ပါးသောဘေးဆိုတာဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေမ
မင်္ဂလာလို့အစရှင်းနာလေးမှာရာဇတော်ဝါစောရတော်ဝါအဂိတော်ဝါဥရကတော်ဝါစသည်ပါတယ်မို့လားအဲ့ဒါတွေက25ပါးသောဘေးလို့ခေါ်ပါတယ်အဲ့ဒီဘေးတွေနဲ့ရောမသိနိုင်ဘူးလားသိနိုင်တယ်တဲ့အဲ့ဒီဘေးရနေရလည်းပဲသိခြင်းရဲ့အကြောင်းတရားတွေပဲပါတယ်32ပါးသောကံကြမ္မာဆိုတာကတခြားမဟုတ်ပါရာဇောသားတွေကိုရှင်မင်းတွေကညှင်းဆဲပုံညှင်းဆဲနည်းနဲ့ပတ်သက်ပြီးတော့32မျိုးရှိပါတယ်ဒါတွေတော့အကျယ်ပြောဖို့မဖြစ်တော့ဘူးနော်မဟာသီလနာများသောစစ်တရှိသောတေနမစ္ဆုနာထိုသိမင်းနဲ့နောအကျွန်ုပ်တို့၏သင်္ကရံချင်းဆိုချက်သည်နအဋ္ဌိမရှိပါသိမင်းနဲ့ချင်းဆိုထားတဲ့အချက်ရှိပါမလားမရှိဘူးသိမင်းနဲ့ချင်းဆိုတယ်ဆိုတာဘယ်လိုတော့ကျွန်ုပ်ဒီတစ်နှစ်တာတော့နေပါရစေဦးကုသိုလ်ကောင်းမှုလုပ်လိုက်ပါဦးမယ်တရားအားထုတ်လိုက်ပါဦးမယ်လို့ဒီလိုချင်းချက်လို့ရောရမလားမရဘူးတဲ့သိမင်းကိုသွားပြီးတော့တစိုးလက်ဆောင်ပေးထားလို့ရောရမလားအစေခင်မဖွဲ့လို့ရောရမလားကဲဒါလောက်ဆိုတဲ့သိမင်းတော့ဟုတ်လားအခုခေတ်အစွမ်းထက်လာတဲ့ဒုံးမြန်နဲ့ပြစ်မယ်ဆိုရင်ရောရမလားဘယ်လိုမှမရဘူးသူ့ကိုတော်လှန်လို့လည်းမရဘူးချော့လို့လည်းမရဘူးအတော်ခက်တယ်နော်ချော့လို့လည်းမရဘူးတော်လှန်လို့လည်းမရဘူးဒါကြောင့်မို့လို့နောငါတို့ဤမေစုနာတေနာမေစုနာထိုသိမင်းနဲ့သင်္ကရံချင်းဆိုချက်သည်ဘယ်လိုမှချင်းထားလို့ရတဲ့ဟာမျိုးမဟုတ်ဘူးတဲ့သင်္ကရံချင်းဆိုချက်သည်နတ်အတ္တိမရှိသေးတာဒီဒီသောဗောဓိတတော်ဖရာအလောင်းသည်ဩဝါစကောင်းစွာမသိဟောကြားခဲ့ပါပေတည်းသောရတနတပဋ္ဌင်တိရာဇမုတ်တော်သမိဗန္ဒနာအိရာဇနိဝတတုနာဟံရေဇေနမတ္ထိကောအလောင်းတော်လေးကသူ့ရဲ့ဆန္ဒကိုနောက်ဆုံးအနေနဲ့ဖော်ပြလိုက်ပါတယ်ခမည်းတော်မင်းတရားကြီးရဲ့တောင်းဆိုချက်တွေကိုသူလက်မခံနိုင်ပါဘူးတဲ့ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်လောကမှာသောရခိုးသူတို့ဒီတဏှာပစ္စည်းဥစ္စာကိုပဋ္ဌင်တိလိုခြင်းတောင်းတကြပါကုန်၏လောကမှာပစ္စည်းဥစ္စာလိုခြင်းနဲ့ဆိုတာတခုတည်းမြတ်ကသာလိုခြင်းတာပါတဲ့သူ့အနေနဲ့ပစ္စည်းဥစ္စာတွေအလိုမရှိပါဘူးတဲ့ရာဇာဝမင်းတရားအဟံကျွန်ုပ်ဒီဗန္ဒနာပစ္စည်းဥစ္စာ၌တွေ့တာနေတဲ့တဏှာမမုတ်တော်လွတ်မြောက်ပြည်သည့်အတ္တမိဖြစ်၏ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတဲ့ကာမိသန္တလို့ဆိုတဲ့ဒီတဏှာဇံဆိုတဲ့တရားနဲ့ဝိခံပနာပဟံအားဖြင့်ပယ်လန်ထားပါလေတဲ့ဒါကြောင့်မို့လို့လောင်းတော်တေမိယကုမာရမင်းသားလေးမှာဝိခံပနာပဟံနဲ့ပယ်ထားသည့်အတွက်ကြောင့်တဏှာရာဂရှိသေးသလားမရှိဘူးတဲ့တဏှာရာဂလို့ဆိုတဲ့အနောက်ဘက်ကလွတ်ပြီးတော့နေပါတယ်ဗန္ဒနာတဏှာရာဂလို့ဆိုတဲ့အနောက်ဘက်မှာမဟုတ်တော့လွတ်မြောက်၍နေသည့်အတ္တမိဖြစ်ပြီးရာဇာဟုခမည်းတော်မင်းတရားအေးလာခဲ့ပါလောနေဝတ္တသို့နောက်ဆုတ်လိုက်ပါလောသူ့ကိုမင်းဖြစ်ဖို့အရေးမှာကြိုးစားပြီးတော့မနေပါနဲ့ခမည်းတော်မင်းတရားလည်းပဲနန်းတော်ပြန်မနေပါနဲ့ဟောဒီလောကီရေးရာတွေနဲ့ပတ်သက်ပြီးအကုန်လုံးနောက်ဆုတ်လိုက်ပါလို့ဒီလိုဆိုတယ်နော်ဒါတွေအတွက်ဆက်လက်ပြည့်တက်ကလာလုံးမနေပါနဲ့တော့ရာဇာဝခမည်းတော်မင်းတရားအေးလာခဲ့ပါလို့နေဝတ္တသို့နောက်ဆုတ်လိုက်ပါလို့အာကျွန်ုပ်ဒီကရစေနာမင်းဖြစ်ဖြစ်နတ်အဒီကောအလိုမရှိတော့ပါဘူးဖြင့်ဘာရိသတော်ဖရာအလောင်းသည်ဧတံဝဇနံဤကဲ့သို့သောစကားကိုအဝါစကောင်းစွာမသိပြောဆိုခဲ့ပါပေတည်းအဲ့လိုအလောင်းတော်တေမိယကုမာရမင်းသားလေးကတရားဓမ္မဟောပြောလိုက်တဲ့အခါမှာအလုံးတန်ဝေကကြီးစွာဖြစ်ပြီးတော့အကျွတ်တရားရကြလို့ဒီနေရာမှာပဲအလောင်းတော်တေမိယကုမာရယသိလေးရဲ့ထာမှာပဲခမည်းတော်မင်းတရားကြီးနဲ့တကွမင်းပရိသတ်ဆိုပရိသတ်အားလုံးဟာယသိသူတော်စင်အဖြစ်ဝတ်ဆင်လိုက်ကြပါလေတဲ့တိုင်းတော်ပြည်တော်ကိုလည်းပဲဘုရင်မင်းတရားကြီးကလူသူစေလွတ်ပြီးတော့ငါရဲ့တိုင်းသူပြည်သားလူအများတို့အားလုံးငါပိုင်တဲ့ရွှေငွေဗန္ဓာတွေလိုချင်တဲ့လူအားလုံးယူပါစေလို့ယူခြင်းတဲ့ပုဂ္ဂိုလ်ယူကြပါစေလို့ရွှေပြားတွေပေါ်မှာစလုံးတွေရေးပြီးတော့မြို့အနှံ့တိုင်းတွေမှာစိုက်ပြီးတော့စာတန်းတွေဆွဲချိတ်ပြီးတော့ထားပါတယ်တိုင်းသူပြည်သားတွေလည်းပဲငါရဲ့ထံသို့လိုက်လာပြီတကားလားယသိသူတော်စင်ဖြစ်ဝကြမယ်ဆိုလို့ရှိရင်လည်းပဲအားလုံးလာနိုင်ပါတယ်လို့တတိုင်းလုံးတပြည်လုံးကြွေးကြော်ဟစ်အော်စေတဲ့အခါမှာဗာရဏသီပြည်မှာရှိတဲ့သူတော်ကောင်းစိတ်ဝင်တဲ့ပုဂ္ဂိုလ်အများစုသည်မိမိတို့နေအိမ်တကားတွေတောင်မပိတ်တော့ဘဲနဲ့ကြားရအရက်ကနေပြီးတော့ဘုရင်မင်းတရားကြီးရှိရအလောင်းတော်တေမိယကုမာရယသိလေးရှိရအရက်တို့တောထွက်လာခဲ့ကြပါတယ်ရှိသမျှဟာတွေနော်တခါတည်းဒီတိုင်းစွန့်ပစ်ခဲ့ကြတယ်ကိလေသာကာမတွေကင်းသွားပြီနဲသွားပြီဆိုလို့ရှိရင်ဝိထုကာမတွေစွန့်နိုင်တာပါပဲကိလေသာအတွေ့အတာရှိနေလို့ဟောဒီတွေ့တာတရားတွေကိုမေမောပြတကားလာနေကြတာအတွေ့အတာတွေကိုဟောတန်ဝေကတရားနဲ့ပယ်ဖြတ်လိုက်ပြီဆိုလို့ရှိရင်ရွှေတွေငွေတွေပစ္စည်းဥစ္စာတွေဘာမှအသုံးမဝင်တော့ပါဝိထုကာမဂုဏ်တွေအလုံးကိုပဲမိမိရဲ့ခ
ခံတွင်းကနေထွေးထုတ်လိုက်တဲ့တရွေးပေါက်ပမာအားလုံးစွန့်ခွာလို့ပါရဏတိတပြည်လုံးဟာအုံနဲ့အလောင်းတော်တင်မြတ်ကုမာရမင်းသားလေးရှိရာရတို့ထွက်ခွာ၍လာခဲ့ကြပါတယ်တခါတည်းတိုင်းလုံးကျွပြည်လုံးကျွမြအလောင်းတော်တင်မြတ်ကုမာရမင်းသားလေးတန်းလာပြီးတော့ရသိပြုကြပါတယ်ပါရဏတိပြည်မှာဘယ်သူတွေကြံရည်တုံးဆိုအယက်သမားတချို့တော့ပဲကြံရည်တော့ဟုတ်လားသူတို့ကတော့ကြံရည်သေးတယ်လို့မှတ်အဲ့ဒီလူတွေတော့ကြံရည်သေးအဲ့တော့တိုင်းလူပြည်သားတွေအကုန်လုံးရောက်လာတဲ့အခါကျတော့ဟောမှာလူဦးရေကများလာတောရဒရာရှိတဲ့တောကြီးတစ်ခုလုံးပြည့်ပြီးတော့လာအလောင်းတော်တင်မြတ်ကုမာရမင်းသားကသင်္ကန်းကျောင်းမှာအမျိုးသမီးတွေအတွက်ကအလဲကောင်းကသင်္ကန်းကျောင်းလေးထားလို့အမျိုးသားတွေအတွက်ကအပြင်ဘက်ကနေပြီးသင်္ကန်းကျောင်းလေးထားလို့ဘာဖြစ်လို့အမျိုးသမီးတွေအလဲထားလို့ဆိုအမျိုးသမီးတွေကကြောက်တတ်တယ်တဲ့စိတ်အားငယ်တတ်တယ်တောကြီးထဲမှာဒါကြောင့်မလို့အမျိုးသမီးတွေအတွက်အလဲကောင်းကကမ္မထမ်းကျောင်းလေးတွေသင်္ကန်းကျောင်းလေးတွေထားလို့အမျိုးသားတွေအတွက်ကအပြင်ကရံပြည့်တဲ့ကလာကမ္မထမ်းကျောင်းလေးသင်္ကန်းကျောင်းလေးဆောက်လုပ်စီမံပြီးတော့ထားတယ်အဲ့လိုကလေးနဲ့တရားဓမ္မအားထုတ်ပြီးအလောင်းတော်တင်မြတ်ကုမာရမင်းသားကတရားဟောလို့ကမ္မထမ်းအားထုတ်နည်းတွေပေးလို့ကျင့်ကြံကြိုးကုပ်အားထုတ်လိုက်ကြတာအားလုံးနောက်ဆုံးကြတော့ဇာမင်းကြီးတွေရပြည့်တဲ့ကလာဗြဟ္မပြည်သို့ရောက်ကြရပါတယ်အဲ့လိုကာလိမင်းကြီးနဲ့တကွာတိုင်းလုံးတစ်ပြည်လုံးရွှေလန်းစီစဉ်ကိုစွန့်ခွာရတဲ့ရန်ပြုသွားတဲ့အခါမှာဗာရဏသီပြည်ရဲ့အနိနာမှာရှိတဲ့ဘယင်မင်းတရားတအုပ်ကကြားတယ်။ဩဗာရဏသီပြည်ကကာလိမင်းကြီးတိုင်းပြည်ကစွန့်ခွာပြီးတဲ့ကလာသွားတယ်ဆိုတော့ဗာရဏသီပြည်ဆိုတာပြည်ကြီးပဲအဲ့ဒါကြောင့်မလို့ငါဗာရဏသီပြည်တက်ပြီးတော့သိမ့်မှာပဲဆိုပြီးတော့စစ်တပ်ကြီးနဲ့ခြိတက်လာခဲ့စစ်တပ်ကြီးနဲ့ခြိတက်လာတဲ့ကဗာရဏသီပြည်ထဲလည်းရောက်ရောစိန်တွေရွှေတွေရတနာတွေငွေတွေဘာနာတိုက်တွေကဒီတိုင်းပဲထားဒီတိုင်းပဲထားတာမြင်တော့သူ့စိတ်ထဲမှာတန်တရားဖြစ်လာတော့အဲ့ဒီမှာကြံရစ်တဲ့အယက်သမားတွေမေးတယ်နေစမ်းမအောင်မင်းတို့ရှင်မြင်းကြီးမှာဒီများဘေးရန်ကြုံလို့ထွက်ပြေးသွားတာလားဒီပစ္စည်းဥစ္စာတွေမယူမဆောင်ဘဲနဲ့ပြစ်ထားခဲ့တာဘေးရန်များကြုံလို့လားလို့မေးတော့ဘောက်ပါဘူးတဲ့ကျွန်ုပ်တို့ဘယင်မင်းတရားကြီးရဲ့သားတော်တင်ပြကုမာရ16နှစ်ကာလပတ်လုံးအယောင်ဆွန်ယောင်နာမကြောင်ရောက်ဆောင်ပြီးတက္ကလာတောထွယ်ပြီးသွားခဲ့ပါတယ်သူရဲ့တရားဓမ္မကိုနာရလို့ခမည်းတော်မင်းတရားကြီးနဲ့တကွာတိုင်းလုံးတစ်ပြည်လုံးရသိသူတော်စင်အဖြစ်တို့ကူးပြောင်းပြီးတော့သွားကြတဲ့နာဖြစ်ပါတယ်တဲ့ဘာမှဘေးရန်မရှိပါဘူးလို့ဆိုတော့ဩဒီလိုဆိုလို့ရှိရင်တို့လည်းပဲတရားကျင့်ဖို့ကောင်းတယ်တို့လည်းပဲပြစ်ထားတဲ့ပစ္စည်းဥစ္စာတွေကိုငါတို့စုံမဲ့နေလို့မတော်ဘူးလို့ဆိုပြီးတော့အဲ့ဒီဘယင်ကလည်းပဲဒါပြန်သင်တို့ဘယင်မင်းတရားကြီးကဘယ်တကားကထွက်သွားတော့ဆိုတော့အရှိတကားကထွက်သွားပါလေကောင်းပြီဆိုပြီးတော့သူလည်းအရှိတကားကနေထွက်အရှိတကားကထွက်ပြီးတကားလာလောင်းတော့တင်မြတ်ကုမာရရဲ့သိလေးတန်မြရဖြစ်တဲ့သင်္ကန်းကျောင်းစီတို့ထွက်လာပြီးတဲ့အခါမှာသူလည်းပဲရသိသူတော်စင်ဖြစ်စစ်တပ်နဲ့တက္ကဝအားလုံးပြောင်းခဲ့ပါတယ်နောက်တစ်ဖန်အနိနာမှာရှိတဲ့မင်းနေဒီလိုပဲရောက်လာလိုက်ကြတာအားလုံး9ပြည်တောင်မင်းနေဗာရဏသီပြည်ကရွှေတွေငွေတွေဗာရဏသီပြည်ကြီးကိုသိမ့်မယ်လို့ဆိုပြီးတော့လာတဲ့မင်းတွေဟာလည်းပဲအလောင်းတော်တင်မြတ်ကုမာရရဲ့တရင်ကိုကြားရလို့အားကြပြီးတော့အလောင်းတော်တင်မြတ်ကုမာရမင်းသားထံလာရောက်ပြီးတကလားယသိသူတော်စင်အဖြစ်ဝတ်ဆင်လိုက်ကြတာဒါတိုင်းလုံးတစ်ပြည်လုံးလိုပဲတခါတဲ့တောထဲမှာယသိသူတော်စင်တွေနဲ့ပြေးပြီးတော့အဲ့ဒါလိုနေတင်မြတ်ကုမာရယသိလေးကမိမိရဲ့ဓာပြည့်ပရိသတ်တွေကိုအမြဲတမ်းအဘိညာဉ်တကူနဲ့ကြည့်ပြီးတော့နေကာမဝိတ္တဉာဏ်တဲ့ပုဂ္ဂိုလ်ပြပါလားဝိတ္တဉာဏ်တဲ့ပုဂ္ဂိုလ်ဝိဟိတဝိတ္တဉာဏ်တဲ့ပုဂ္ဂိုလ်အဲ့လိုလိုဉာဏ်တဲ့ပုဂ္ဂိုလ်တွေကြုံလာလို့ရှိရင်သူတို့ရဲ့စိတ်ကိုသိပြီးသွားပြီးတရားဓမ္မဟောပြောတယ်နားချတယ်အဲ့လိုလိုနည်းနဲ့ဆုံးမလိုက်တဲ့အခါကျတော့ပရိသတ်အားလုံးဒီဇာဝိညာဉ်သဘာဝတွေကိုဖြစ်စေပြီးတကားလားကွယ်လွန်အိဋ္ဌာရောက်ကြတဲ့အခါမှာဗြဟ္မပြည်သို့ရောက်ကြရပါတယ်ဖယားတဆူပွင့်ပြီးတဲ့ကဲ့သို့နော်လူတွေဟာအကျိုးရှိလိုက်ကြတာတရားဓမ္မတွေကျင့်ကြံကြိုးကိုအထုံလိုက်ကြတာဒါကြောင့်မို့လို့ဘုန်းကြီးတို့အင်္ဂုတ္တရနိကေမှာသူနိတ3နဲ့တစ်ဆက်တည်းမူကပက္ခသုတ်မူကပက္ခမြည်ရတဲ့ဆရာကြီးတူဟာတစ်ချိန်တုန်းကပေါ်ပေါက်ခဲ့တယ်လို့သုတ်တန်ရဲ့အစမှာဘုဒ္ဓပုဗ္ဗံဘိက္ခဝေမူကပက္ခောနာမသတ္ထအဟောတိတိဋ္ဌကေရောကာမေတုဝိတရာကောမူကပက္ခလို့ဆိုတဲ့ပညာရှိယသိကြီးဆရာကြီးတူပေါ်ခဲ့ဘူးတယ်လို့မြတ်စွာဘုရားဒီလိုဟောခဲ့အဲ့ဒါဒီတေမိယကုမာရကိုရည်ရွယ်ပြီးတော့ဟောခဲ့နော်အဲ့လိုတပိရာပေါင်းများစွာထောင်ပေါင်းများစွာတောင်းပေါင်းများစွာသိမ့်ပေါင်းများစွာနဲ့တေမိယကုမာရရဲ့ခြာယာနဲ့ကောင်းတဲ့အကျင့်တရားတွေဓမ္မဝိဟာရတရားတွေပွားများအထောက်ပြတဲ့ကာလနေကြပါတယ်ဇတ်တော်ဟာလည်းပဲဒီနေရာမှာဆုံးပြီးတော့သွားပါတယ်နော်အဲ့လိုဇတ်တော်ဆုံးပြီးတော့မြတ်စွာဘုရားတခင်ကိုတော်မြတ်ကဘုန်းကြီးတို့အစကိုပြန်ကောက်ရအောင်ဒီတရားဟောနေတာမြတ်စွာဘုရားသည်သာဝတိမြေမောစေတော်ရွှေကြောင်းတဲ့ကဓမ္မသဘင်အခမ်းအနားမှာဟောပြီးတော့နေတာယဟန်တော်တွေကမြတ်စွာဘုရားရဲ့နိခမပါရမီကိုချီးကျူးပြီးတော့နေကြလို့မြတ်စွာဘုရားတခင်ကိုယ်တော်မြတ်ကအိုချစ်သားယဟန်တို့
ငါဘုရားဒီအခုပါရမီပြည့်တဲ့ဘဝမှာသာလင်မြတ်သောတောထွက်ခြင်းကိုပြုခဲ့တာမဟုတ်ဘူးတဲ့ရှင်းဘဝတုန်းကလည်းပဲညမပြည့်ခင်အချိန်ကာလမှာပါရမီတော်တို့ဖြစ်ခြင်းစဉ်ခါကာလတုန်းကလည်းပဲစိစိဥစ္စာတွေစွန့်ခွာလို့ရှင်နံစိစိရိတ်ငိမ့်ချမ်းသာတွေကိုစွန့်ခွာပြည့်တဲ့ကာလတောထွက်တော်မူခဲ့ဘူးတယ်လို့ဇတ်တော်ကိုပြန်လည်ပြည့်တဲ့ကာလအနုတ္တန်နေဆက်စားပြီးတော့သစ္စာလေးပါးမြတ်တရားပိုင်းခြားပြီးတော့မြတ်စွာဘုရားဟောကြားပါသေးတယ်နော်အဲလိုသစ္စာလေးပါးဟောကြားပြီးတဲ့အခါမှာဇတ်တော်ကိုပေါင်းလိုက်ပါတယ်တရားတို့ကနေ့သတ္တေတိ၌အဓိဝဒအုပ်စိုးရနေသောဒေဝတိတာနတ်သမီးသည်ဥပ္ပလဝဏထေရီမာသည်အဟောတိကောင်းစွာမဲ့သည်ဖြစ်ခဲ့လေပြီမဟာရာဇကုလာနိမာတာပိတရောမိဘနှစ်ပါးတို့သည်မဟာရာဇကုလာနိမြတ်သောတာဂေဝေမင်းမျိုးတို့သည်အဟေတုံဖြစ်ပေါ်၍လာခဲ့ကြလေကုန်ပြီဗုဒ္ဓပရိသတ်ဖယား၏ပရိသတ်သည်တရားတို့ကလည်းပရိသတ်အပေါင်းသည်ဗုဒ္ဓပရိသတ်ကဖယား၏ပရိသတ်သည်အဟောတိဖြစ်ခဲ့လေပြီမူကပက္ခပန္တိတောမူကပက္ခပန္တိတလို့ခေါ်တဲ့တေမိယကုမာရယသိမင်းသားသည်မူကပက္ခပန္တိတောတေမိယမင်းသားလို့ဆိုရတဲ့မူကပက္ခပညာရှိယသိသည်သမ္မာသမ္ဗုဒ္ဓသစ္စာလေးပါးမြတ်တရားတို့ပိုက်ခြားကုံစင်သိမြင်တော်မူသောအဟံငါဖယားသည်အောသိင်ကောင်းစွာမဲ့တည်ဖြစ်ခဲ့ပါပေ၏ဟု၍ဇာတကံမူကပက္ခဇတ်တရားဒေသနာတော်ကိုသမောဒာနေတိကောင်းစွာမဲ့တည်ပေါင်းပြတော်မူခဲ့ပါပေတည်းမေတ္တာပို့ရအောင်သတ္တဝါများစွာေယံကွာချမ်းသာကြပါစေသတ္တဝါများစွာေယံကွာချမ်းသာကြပါစေဣဒာယေတံသောငါဖြံငြိမ်းချမ်းကြပါစေဣဒာယေတံသောငါဖြံငြိမ်းချမ်းကြပါစေမင်္ဂလိမို့သီနံမျိုးသတ္တုကြပါစေမင်္ဂလိမို့သီနံမျိုးသတ္တုကြပါစေဓမ္မတရပိဝိတဝဝိသံသဗ္ဗတမုဟတံအာဇရမရာတိတိဘဝနိဗ္ဗာနံယန္တုတတော်ဓမ္မတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်၏တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရကုန်သောကြောင့်ဝိသတဗေပူဇာညင်တော်ကိလေသာစိတ်တောက်ဟုသည်များတို့သည်တဝေတပိဋ္ဌဘတွင်ရေမတင်တကဲ့သို့ကင်းစင်လွဲပြောက်ပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတော်စေစင်မတည်ဖြစ်တော်မူကြပါစေကုန်သတည်းအာသရဗရံအိုခြင်းလဲကွာလာခြင်းလဲကင်းသိခြင်းလဲရှင်းထသောဒေတိဘာဝံကိလေသာဟုပုခသိင်ကင်းခြင်းရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားရှိခင်စိတ်ကောင်းဝင်ညသူတော်စင်ပရိသတ်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ဘုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းတရားတပည့်တော်တို့သည်ယရလာသုံးပါး၏ဂုဏ်ကျေးဇူးကို၎င်းကုသိုလ်ကံကို၎င်းကုသိုလ်ကံ၏အကျိုးတရားကို၎င်းယုံကြည်ခြင်းတတ္တတရားရှိသွားရှိကြပါကုန်သည်ဖြစ်၍ကြိုက်ကြတော်စေရီတော်မြတ်ကြီးဗုဒ္ဓပူဇနိယမင်္ဂလာသဘင်ဆင်ရင်ကျင့်ပါပြုလုပ်ကြပါကုန်၏ကြိုက်ကြတော်စေရီတော်မြတ်ကြီးအားတရားဟောခြင်းတရားနာခြင်းမြတ်သောအကျင့်ဖြင့်ပူဇော်ကြပါကုန်၏ထို့သို့ပူဇော်ကြရ၌ဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုအစုစုတို့ကိုပြုစုအားထုတ်ကြပါကုန်၏ဤကဲ့သို့အားထုတ်ရသောဗုဒ္ဓပူဇနိယ
ဓမ္မဒေသနာဓမ္မတဝနာဒါနာသီလဘာဝနာခြားပြပေါင်းစုမြတ်ကောင်းမှုသည်အာလောလေးတံကုံစိတ်ဉာဏ်သောအရဟတဖို့နိဗ္ဗာန်ကိုရဆောင်နိုင်သောကုသိုလ်ကောင်းမှုသည်စစ်စစ်မသွေဖြစ်ပါစေသာအရှင်ဘုရားဤကောင်းမှုဤကုသိုလ်၏အဖို့ဘာကကိုမိဘဘိုးဘွားဆရာသမားမစ၍ကဘာသူကဘာသာလူနာပြမသတ္တဝါများတို့အားအမြအမြသေဝေကြပါကုန်၏ကဘာသူကဘာသာလူနာပြမသတ္တဝါများတို့သည်အမြရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း